Zan boy na umo. Oh, alo me mingla ba. General dinya ma. Atu ete dia o pay tha ba re. Tu ne tu swing ne me counseling aro. Yan khen ma general ba da ska ri. Belo thin thin ya ma le. ဆိုရဲ counseling ဖြစ်ပါတယ်ကျွန်တော်ဖိတ်ထားတဲ့ ete ကတော့ဒီကျွန်တော်ဒီကမှာဆွေးနွေးမဲ့ Amy AI အကြောင်း Amy AI ကိုဖန်တီးရပြီပေါ့နော်ရေးဆွဲတဲ့သူကိုမိုက်ကယ်ဆွမ်းတပ်ဖြစ်ပါတယ်ဒီကမှာသူ့ကိုမိုက်ကယ်လို့ပဲတူကောက်ခေါ်တော့မှာပေါ့နော်ဟုတ်ကိုမိုက်ကယ်အခုလိုကျွန်တော်အချိန်ပေးတာအမှန်တန်ကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်ဟုတ်ကိုမိုက်ကယ်စီကနေအသိပညာအများကြီး AI နဲ့ပတ်သက်ပြီးအသိပညာအများကြီးကျွန်တော်ရရှိမယ်လို့လည်းကျွန်တော်ညွှန်တင်ပါတယ်နော်ဟုတ်ပထမဆုံးကိုမိုက်ကယ်ဒီ Amy AI ကိုဖန်တီးရဲ့ကိစ္စနဲ့ပတ်သက်ပြီးရှင်းပြပေးပါလို့ပြပါဦးဟုတ်ကဲ့ခုလိုမျိုးပေါ့နော်ဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒီ Amy AI ကMichael ဖြစ်ပါတယ်ကျွန်တော်အဖွဲ့အစည်းကတော့ Alternative Solution for Rural Communities ပေါ့နော်အဓိကကျွန်တော်ဒီနယ်ဆိုနယ်ဖျားနဲ့ဒီလူတွေတိတ်စိတ်မဝင်စားတဲ့အထူးသဖြင့်ဒီကုမ္ပဏီအကြီးတွေစိတ်ဝင်စားတဲ့ဒေသတွေကဘာသာစကားတွေသူတို့ရဲ့ပညာရေးတွေသူတို့ရဲ့ဆက်သွယ်ရေးတွေသူတို့ရဲ့စီးပွားရေးတွေပေါ့ကျွန်တော်တို့ခေါ်တာတော့ alternative solution ပါနော်ဒီနောက်ထပ်နည်းလမ်းတစ်ခုနဲ့အဖြေရှာနိုင်အောင်ဆိုတဲ့အဖွဲ့အစည်းကဖြစ်ပါတယ်အရင်တော့ကျွန်တော်ဒီ internet မရခင်တော့ဆိုလို့ရှိရင်ကျွန်တော်တွန်းနှန်းကြိုးတွေနဲ့ဆက်သွယ်ရေးတွေလုပ်တယ်internet တက်ဒီဟိုပေါ့IP star တို့ပေါ်လာတဲ့ချိန်မှာ IP star ကိုသုံးပြီးမှဒီရွာချင်းချိတ်တဲ့ကိုရက်ဒီစောက်တဲ့ application callless တုံးဆိုလို့ရှိရင် internet တော့မပါဘူးလေဒီတရွာနဲ့တရွာစကားပြောလို့ရအောင်အဲ့ဒါမျိုးတွေကျွန်တော်လုပ်တယ် application ဒီ mobile phone တွေပေါ်လာတဲ့ခါ GSM တွေပေါ်လာတဲ့ခါကျတော့ GSM network တွေကိုပို့ပြီးကောင်းအောင်ပို့ပြီးဥပမာ India network တွေကိုကျွန်တော်ချစ်ပြည်နယ်မှာဘယ်လိုသုံးလို့ရမလဲဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့လုပ်တယ်နောက် fiber ပေါ်လာတဲ့ချိန်မှာလည်း fiber tower ကနေကြိုးတွေခွဲပြီးမှရွာတွေထဲမှာ
အင်တာနက်ကိုကောင်းအောင်သုံးလို့ရအောင်ပေါ့နော်ဒါမျိုးတွေကျွန်တော်လုပ်ခဲ့ပါတယ်အခုအခြေအနေမျိုးမျိုးကြောင့်ပေါ့နော်ကျွန်တော်ဒီပြပကိုရောက်တဲ့ခါမှာမြေပြင်မှာလုပ်လို့မရတဲ့အရာဘာရှိမလဲမြေပြင်အတွက်ကိုကြိုပြင်ထားလို့ရတာဘာရှိမလဲဆိုတဲ့ဟာတွေလေ့လာပြီးမှဒီ AI ကိုလုပ်ဖြစ်တာဖြစ်ပါတယ်ဆိုတော့ဒီ AI ကိုလုပ်တဲ့အချိန်မှာလည်းစိန်ခေါ်မှုတွေအများကြီးရှိတယ်ပေါ့နော်ရှိတဲ့ခါကျကျွန်တော်ဒီမြန်မာစကားဒီထိုင်းတို့ဘာသာစကားတွေတောင်မှတော့ဒီအရင်းမြစ်နေတဲ့အုပ်စုတွေထဲမှာပါတာဟုတ်ကျွန်တော်တို့ရဲ့ဘာသာစကားနဲ့ရေးထားတဲ့စာတွေစာပေတွေliteracy လို့ခေါ်တဲ့ဒီစာပေကဏ္ဍတွေကဘာမှမရှိဘူးပေါ့နော် dictionary တောင်မှမရှိတဲ့ဘာသာစကားတွေအများကြီးကျွန်တော်မှရှိတာပေါ့လေဆိုတော့ဒီဟာကိုလုပ်ဖို့စလေ့လာတဲ့ကာလကနေအခုဒီနေ့ချိန်ထိဆိုလို့ရှိရင်တော့6လလောက်ကြာသွားတယ်ပေါ့နော် AI ဆိုတာဘာကြီးလဲဆိုတဲ့ဟာတုံညကနေစလေ့လာတယ်ဘာလုပ်လို့ရမလဲသူများလုပ်ထားတာတွေလေ့လာတာတွေစမ်းသပ်တာတွေနောက်ပြီးတော့ကျွန်တော်တရားမရှိသေးတဲ့ဘာသာစကားတွေကိုတရားတွေကိုဘယ်လိုတည်ဆောက်လဲဆိုတဲ့လေ့လာတာတွေပြီးရှင်သူ့ရဲ့ dictionary ပေါ့နော်ဒီအဘိဓာန်စာအုပ်တွေမရှိသေးတဲ့ဘာသာစကားတွေဆိုလဲဒီအဘိဓာန်တွေကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့ဟာကြီးကျွန်တော်လေ့လာလုပ်ခဲ့တယ်ပေါ့လေဆိုတော့အခုတော့ကျွန်တော်ဒီ Amy AI ဆိုတဲ့ဟာတော့ဖြစ်လာပြီပေါ့လေဆိုတော့ဒီ Amy ဆိုတဲ့နာမည်ကတော့A ဆိုတာတော့ကျွန်တော်ချင်းဘာသာစကားမှာတော့ကျွန်တော်တို့ပေါ့နော်ဥပမာကျွန်တော်နန်စားတစ်ခုပေါ့ဘာလိုမျိုးလို့ကျွန်တော်တို့မပြောချင်ဘူးဆိုလို့ရှိရင်ဒီ Amy တို့ Acom တို့အိမ်မှာတဲတို့အဲ့လိုပြောလို့ရှိရင်ဒါအားလုံးကိုခြုံငုံတယ်ပေါ့အင်္ဂလိပ်လို့ဆိုတော့ our ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်တော့ကျွန်တော်တို့မိရတော့ဒါလူကိုစားပြုတာပေါ့နော်ကျွန်တော်လူကိုမိလို့ခေါ်တယ်မဇုံမီဆိုတာဇုံမီလူမျိုးပေါ့မြေစိုးဆိုရင်မြေစိုးလူမျိုးပေါ့နော်မချင်းမီဆိုလို့ရှိရင်ဒါချင်းလူမျိုးပေါ့ဆိုတော့ Amy ကိုကျွန်တော်တုံးဖြစ်တဲ့ဟာကအားလုံးနဲ့တက်ဆိုင်အောင်ဆိုတဲ့စကားလုံးကိုယူလိုက်ပြီးမှ Amy AI ဆိုမှကျွန်တော်လုပ်ဖြစ်တာဖြစ်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါခုမက Amy ဆိုတဲ့စကားလုံးကိုအလက်လက်ပဲဖွင့်ပြရတဲ့ကျေးဇူးတင်ပါတယ်တကယ်နာမည်ကလည်းတကယ် local နာမည်ဖြစ်နေတော့လေနော်ဆွေးဆောင်မှုရှိတယ်ထူခြားဒီလိုပြောရမယ်စကားလုံးကိုကြားလိုက်တာလည်းကျွန်တော်စိတ်ထဲမှာကို locally ခံစားရတယ်နော်ဟုတ်နာမည်ပေးတာတော်တယ်လို့ကျွန်တော်ကျေးဇူးတင်ပါတယ်ဟုတ်ဆိုတော့အခုနိပညာကုမ္ပဏီကြီးတွေကလည်းရှိနေပေါ့နော်ဘာကြောင့်ဒီဟာ Amy AI ကိုဖန်တီးရလဲသူတို့ဟာရောကျွန်တော်သွားတော့ရင်ရောအဆင်မပြေမှုတွေရှိလားပြဿနာတွေရှိလားဒါပေါ့ကျွန်တော်တို့ချိန်ချမှုတွေပါတွေရှိတယ်ဟုတ်ကဲ့ဟုတ်အဲ့ဒီဟာကစိတ်ဝင်စားစရာကောင်းတဲ့မိခွန်းတစ်ခုပေါ့နော်အခုဆိုလို့ရှိရင် AI နာမည်နဲ့ကိုကကျွန်တော်ထင်တယ်သိန်းကနန်းလောက်ကိုရှိနေပြီပေါ့နော်ဘာ AI ညာ AI ဆိုမှကျွန်တော်မသိတဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့လေဆိုတော့ကျွန်တော်တို့လက်လန်းမီတဲ့ဟာကျွန်တော်တို့ ਨੇ အနည်းဆက်ဆုံးဖြစ်တဲ့ဟာဆိုလို့ရှိရင်လည်းဒါGoogle ကလုပ်တဲ့ဝန်ဆောင်မှုတွေပေါ့နော်ဥပမာ ChatGPT ဆိုရင်တော့တော်တော်များသိတယ်ပြီးတော့ Google ကလုပ်တဲ့ဟာတွေတော်တော်များသိတယ်ဘာလို့ဆိုတော့ Gmail ရှိတဲ့လူတိုင်းကသုံးလို့ရတဲ့ခါကျတော့ Google ရဲ့ AI တွေကျွန်တော်သိကြတယ်နောက် Meta ပေါ့ဒီ Facebook ကနေလုပ်တဲ့AI တွေဆိုလို့ရှိရင်လည်းမစိမ့်ကြဘူးပေါ့နော်ကျွန်တော်တုံးဖြစ်ကြတယ်ဆန်းဖြစ်ကြတယ်social media တွေမှာဆိုလို့ရှိရင်လည်းအခု AI သုံးတဲ့စကားပြောတွေ AI သုံးပြီးနေ avatar တွေထုတ်တာအယုတ်တွေဖန်တီးတာတချို့ဆိုလဲဇာတ်လမ်းတွေလုပ်တာတချို့ဆိုလဲတချင်းတရုပ်ဆောင်တွေကို AI နဲ့ပဲလုပ်သွားတာတွေအများကြီးပေါ့နော် AI နဲ့အလုပ်ဖြစ်တာတွေအများကြီးရှိတယ်ဆိုတော့ရှိနေပြီးသား AI တွေကိုဒီတိုင်းပဲဝယ်သုံးဖို့အားမပေးဘဲနဲ့ဘာဖြစ်လို့အတစ်တစ်ခုကိုလောက်ရတယ်လဲဆိုတော့အဲ့ဒီရှိပြီးသား AI တွေကသူကဘာသာစကားအကြီးတွေကိုပဲအဓိကလုပ်ပေးတာပေါ့လေဥပမာကျွန်တော်မြန်မာစာမာတောင်မှတနိုင်ငံလုံးသုံးတဲ့လူဦးတန်း50 60ပေါ့နော်60လောက်ကနေတက်တဲ့ဘာသာစကားတောင်မှအခုGoogle မှာChatGPT မှာတခြားဒီ
cloudy တို့တခြားနာမည်ကြီးတဲ့ဟာဒီမှာတော့မှ perfect မဖြစ်နိုင်သေးဘူးပေါ့နော်အဲ့ဒါလူအများကြီးနိုင်ငံတော်အဆင့်ကိုသွားလုပ်တယ်သူတည်တနာလုပ်တယ်ပညာရှင်တွေတက္ကသိုလ်တွေကုမ္ပဏီအကြီးကြီးတွေကပူးပေါင်းပြီးမှသူတို့လုပ်ကြတာပေါ့ဥပမာ Google ဆိုလည်းအကြီးကြီးပဲပေါ့နော်အဲ Google ရဲ့စီမံကိန်းထဲမှာမြန်မာစာတွေကပါတယ်တချို့တိုင်းသားဘာသာစကားတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်မီဇိုတို့ဟာခါတို့နောက်ဖလမ်တို့ပါလာတယ်အဲ့လိုအများကြီးမပါနိုင်သေးဘူးပေါ့နော်ပြီးတော့သူ့ရဲ့အဲ့ထဲမှာပါဖို့ဆိုလို့ရှိရင်လည်းမလွယ်ဘူးပေါ့နော်ဒီဘာသာစကားကိုနားလည်တဲ့လူဦးကြီးကအနည်းဆုံးဘယ်နှယောက်ရှိရမယ်ဆိုတဲ့ဟာမျိုးတွေနောက်စာပေတွေဘယ်လောက်ရှိထားရမယ်သူ့အတွက်တရားတွေဘီဒန်တွေဘယ်လောက်ရှိထားရမယ်ဆိုတဲ့ဟာတွေအများကြီးပေါ့နော်ကန့်သက်ချက်တွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီဟာကိုလှုပ်ဖြစ်တဲ့တွန်းအားတစ်ခုကလည်းကျွန်တော်ဒီမြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာနဲ့သွားဆက်တယ်လေ။ဘာလို့ကျွန်တော်အခုဖြစ်နေတဲ့တိုက်ပွဲပေါ့ဒီဖြစ်နေတဲ့တော်လှန်ရေးကကိုဘာသာစကားတွေကိုယဉ်ကျေးမှုတွေကိုစာပေတွေကိုတင်လို့ရအောင်ကိုဒေတာကိုဟာကိုစီမံလို့ရအောင်ဆိုတဲ့ခေါင်းစဉ်နဲ့သွားနေတာပေါ့ကျွန်တော် Federal Unit တွေ Federalism ကိုဒီ Federal ဝါဒကိုအကျင့်သုံးဖို့အတွက်ကိုတိုက်ပွဲဝင်နေကြတယ်ဆိုတော့ဒါပေမဲ့ဖြစ်ခဲ့တဲ့သမိုင်းကြောင်းမှာကြတော့ကျွန်တော်မြန်မာစာကိုပဲအခုတော့မြန်မာစာပေါ့လေအဓိကတော့ဗမာစာပေါ့နော်ဗမာတွေသုံးတဲ့ဗမာစာကိုပဲတနိုင်ငံလုံးသုံးရတယ်ရုံသုံးဖြစ်သုံးရတယ်ပြီးလို့ရှိရင်ကျောင်းတွေမှာလည်းဒီစာကိုပဲအဓိကသင်ရတယ်တိုင်းသားဘာသာတွေဆိုလို့ရှိရင်ကျွန်တော်ဒီတတ်မှတ်ချိန်တွင်းမှာသင်လို့မရဘူးပေါ့နော်အချိန်ပိုတက်ကိုဆရာကြီးငားပြီးမှသင်ရတယ်ကျောင်းသားတွေကလည်းအချိန်ပိုတက်45မိနစ်ကိုနောက်ထပ်ပင်ပန်းခံပြီးမှကျွန်တော်လေ့လာရတယ်ပေါ့နော်ဆိုတော့ဒီအချိန်တွေကနေကျွန်တော်မကြိုက်လို့အခုFederal Unit ဖြစ်လာအောင်စ조사နေကြတဲ့အခါမှာခုဘာသာစကားတွေကအရေးပါလာပြီဟုတ်ပြီကျွန်တော် Federal Unit ဖြစ်အောင်လုပ်လိုက်ကြပြီးမှဘာသာစကားကြတော့မြန်မာပဲသုံးမယ်ဗမာစာပဲသုံးမယ်ဆိုလို့ရှိရင်လည်းအနှစ်သာရကနည်းနည်းပေါ့သွားတယ်လို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီချိန်မှာလက်နက်ကင်ပြီးတိုက်တဲ့လူတွေရှိတယ်မူဝါဒအဖြစ်နိုင်ငံရေးအရာတိုက်တဲ့လူတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်နီးပညာအရာလည်းဒါတွေပြင်ဆင်ထားတဲ့တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်သွားသတိထားမိတယ်ပေါ့နော်အဲဆိုဒီတော်လိုင်းနဲ့ဆက်ဆက်ပြီးမှတော်လိုင်းကာလအတွင်းမှာရောတော်လိုင်းကြီးအောင်သွားတဲ့အချိန်မှာရောဒီAI ကို AI ကိုအသုံးပြုပြီးမှလွတ်တော်မှာကျွန်တော်အစိတ်ကူဆိုလို့ရှိရင်လွတ်တော်မှာကို့ဘာသာစကားနဲ့ကိုပြောကြပါเนาะတနိုင်ငံလုံးပေါ့ကချင်လဲကချင်လို့ပြောမယ်ကရင်လဲကရင်လို့ပြောမယ်ချင်းလဲချင်းလို့ပြောမယ်ပြီးလို့ရှိရင်နားထောင်တဲ့လူကသူဘာသာစကားနဲ့နားထောင်ခြင်းလဲဆိုတဲ့ဟာကိုသူရွေးလို့ရရမယ်เนาะဆိုတော့ကျွန်တော်မှာ language barrier ဖြစ်နေတဲ့ဟာဘာသာစကားကြောင့်အခက်အခဲဖြစ်တာတွေမဝင့်မရဲဖြစ်တာတွေကိုယ့်ရဲ့ confidence ကိုကျသွားစေတဲ့ဟာတွေမရှိအောင်ပါနော်ဥပမာကျွန်တော်နာဂတောင်တန်းကကိုယ်စားလှယ်ကနာဂလူပဲပြောရမယ်ဥပမာရှမ်းပြည်နယ်ကကိုယ်စားလှယ်ကသူ့ရှမ်းဘာသာစကားနဲ့သူအားရပါရပြောမယ်နားထောင်တဲ့လူဘက်ကသူမြန်မာလိုနားထောင်ခြင်းလားအင်္ဂလိပ်လိုနားထောင်ခြင်းလားရှမ်းလိုနားထောင်ခြင်းလားရွေးလို့ရမယ်ပေါ့နော်ဒီ AI ခေတ်မှာကြတော့အဲ့ဒါဖြစ်နိုင်ခြေရှိသွားပြီပေါ့နော်ဖြစ်နိုင်တဲ့နည်းလမ်းတွေလည်းရှိနေပြီဖြစ်အောင်လည်းလုပ်နေကြတဲ့လူတွေရှိနေပြီပေါ့ဆိုတော့အဲ့ဒီလူမျိုးအမခန်းဖြစ်နိုင်တဲ့အရာတွေအများကြီးရှိနေတဲ့အထဲမှာကျွန်တော်တို့ရဲ့ဘာသာစကားတွေရောဒီ AI စနစ်မှာမသုံးကြဘူးလားပေါ့နော်သုံးလို့ရအောင်မလုပ်ကြဘူးလားဆိုတဲ့ဟာကိုစဉ်းစားဖြစ်သွားတာပေါ့နော်ဆိုတော့ရှိပြီးသားဟာတွေကဒီဟာတွေကိုသူတို့စိတ်ဝင်စားအောင်ဘာဖြစ်လို့လဲဆိုတော့သူအကျိုးမြတ်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်သူကုန်ကြတဲ့ဇယိမ်းနဲ့လှုပ်တဲ့ပင်ပန်းတဲ့ဟာနဲ့ရင်းနှီးတဲ့ဟာနဲ့ဒီသုံးတဲ့လူတွေစီကနေပြန်ရမယ် subscription ပေါ့လေဆိုလို့ရှိရင်မကိုက်ဘူးပေါ့နော်ဥပမာဆိုကျွန်တော်လှုပ်တဲ့ဒီဘာသာစကားအခုထိကျွန်တော်ပြီးပေါ့ foundation ကိုပြီးနေတဲ့ဘာသာစကား18မျိုးရှိတယ်အဲ့ဒီ18မျိုးတည်းကကျွန်တော်ဘာသာစကားဆိုလို့ရှိရင်ကဘာပေါ်မှာမှအဲ့ဒီလူမျိုးက1000လောက်ပဲရှိတယ်ဒါကဘာလုံးပေါ့နော်လကဘာတွေရောဘာရောစัจ java ထဲမှာသွားကြည့်ရင်တော့မှမရှိတော့1000ပဲရှိတယ်ဆိုအဲ့ဒီ1000တောင်မှဒီဘာသာစကားကိုအကုန်လုံးမတတ်ဘူးပေါ့နော်တချို့ကြလည်းနားတော့လဲတယ်မရေးတတ်ဘူးတချို့လည်းမပြောတတ်တော့ဘူးနားတော့လဲတယ်ဆိုတဲ့ဟာမျိုးတွေအများကြီးရှိလာတယ်ပေါ့ဆိုတော့ဒီဘာသာစကားတွေ Google ကနေပြီးမှဘာသာပြန်လို့ရအောင် Google ကနေပြီးမှဒီဘာသာစကားတွေ
အတန်ထွက်လို့ရအောင်လုပ်ပေးဖို့ဆိုတာဝေလာဝေးပေါ့နော်ကျွန်တော်တို့သွားပြောရင်တော့မခိုက်ဘူးလုံမတင်တဲ့တခြားဘာသာစကားပဲလေ့လာလိုက်တော့လို့ပြောလိုက်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ identity ကဘာသာစကားနဲ့အများကြီးဆက်ဆက်တာကိုသွားတွေ့တယ်ဥပမာကျွန်တော်တို့ဘာသာစကားမှာပြောလို့အရန်နဝင်ချိုတဲ့ဘာသာစကားတွေပေါ့အရန်ကိုနုညံ့တိမ်မွေးတဲ့စကားတွေကဘာသာပြန်လို့မရဘူးပေါ့နော်အင်္ဂလိပ်လိုပြောလို့မရဘူးဗမာလိုပြောလို့မရဘူးဗမာလိုပြောလိုက်တော့50% လောက်ကအဓိပ္ပာယ်ပေါ်နိုင်ပြီမဲ့ဒါပေမဲ့အနှစ်သာရကိုသွားပြီးမှပြောလို့မရဘူးပေါ့နော်အဲ့ဒီကျွန်တော်ဒီတိုင်းသားဘာသာစကားတွေမှာအဲ့ဒီချစ်စရာကောင်းတဲ့အဲ့ဒီအနှစ်သာရရှိတဲ့အသုံးအနှုန်းလေးတွေရှိတယ်အဲ့ဒါဒီကဒီဘာသာစကားကိုပြောတတ်တဲ့လူနဲ့အချင်းချင်းပြောမှသာလျှင်ဒီအနှစ်သာရတွေအဓိပ္ပာယ်ပေါ်တာပေါ့ဥပမာကျွန်တော်တို့ဟိုချင်းတချင်းလို့ခေါ်မလားတချင်းကြီးပေါ့နော်ဒီချင်းကဗျာပေါ့ချင်းကဗျာကိုအဲ့ဒါကိုတချင်းနဲ့ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ဘာသာပြန်အရသာအရင်ပေါ့သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဘာသာစကားနဲ့နားလည်မှသာလျှင်အဲ့ဒီအနှစ်သာရကကျွန်တော်ခံစားလို့ရတယ်စာပေရဲ့အရသာကိုခံစားလို့ရတယ်ပေါ့နော်အဲ့ဒါဒီကကုမ္ပဏီအကြီးကြီး Meta တွေခုန Cloud တွေတို့တခြားဒီ Google တို့ Microsoft တို့ကဒီဟာတွေသူတို့လုပ်ပေးနိုင်မှာမဟုတ်ဘူးနော်အဲ့ဒီဟာတွေလုပ်ဖို့အတွက်သူတို့open source တွေလုပ်ထားတာရှိတယ် free version တွေ community version တွေသူတို့ထုတ်ပေးထားတာရှိတယ်အဲ့ဒီအတွက်ကို support လုပ်တာမျိုးတွေရှိတယ်ဥပမာကျွန်တော်ဟာခါတို့နည်းနည်းအသုံးများတဲ့ဘာသာစကားလူဦးရေများတဲ့ဘာသာစကားရဲ့စာပေအများကြီးရှိတဲ့ဘာသာစကားတွေဆိုလို့ရှိရင်ဒီ Meta ရဲ့ဘာသာစကား200စီမံကိန်းထဲမှာဝင်သွားတာတွေရှိတယ်ပေါင်းဝင်သွားတယ်ပေါ့နော်အဲဆိုအဲ့ဒီဟာနေ project အနေနဲ့သူတို့ဟာကဘာသာစကားကိုAI ecosystem ထဲမှာပါလာအောင်သူတို့လုပ်ပေးလိုက်တာမျိုးပေါ့အဲ့ဒါမျိုးတွေအခွင့်ကအရင်နဲတယ်တော်တော်ကိုနဲတယ်ပေါ့နော်ဆိုတော့ကုမ္ပဏီအကြီးတွေကနေလုပ်တဲ့ဟာတွေတုံးလို့အရင်ကောင်းပါတယ်အဲ့ဒီထဲမှာမှကိုယ့်ရဲ့ဘာသာစကားလေးကိုဝင်သွားအောင်တုံးလို့ရအောင်ဆိုတဲ့အပိုင်းလေးကိုကျွန်တော် tuning လုပ်တာပေါ့နော်ဥပမာကျွန်တော် radio မှာဆိုလို့ရှိရင်အတန်တိတ်မကြည့်ဘူးဆိုလို့ရှိရင်အဲ့ဒီ tuner ကိုနည်းနည်းလေးလက်ဟိုလက်ဒီလက်လုပ်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်နည်းနည်း tuning လုပ်လိုက်တဲ့ခါကျတော့ဒီရှိပြီးသားဘာသာစကားအကြီးတွေကနေပြီးမှသူ့ရဲ့ formula ကိုယူသုံးတယ်သူ့ရဲ့ pattern တွေကိုသုံးတယ်သူ့ရဲ့ grammar တိဆောက်ပုံတွေကိုသုံးတယ်ပြီးတော့ကျွန်တော်ဒီဘာသာစကားအသေးလေးတွေရဲ့စကားလုံးတွေကိုအဲ့ထဲမှာကျွန်တော်ထည့်တယ်ပေါ့နော်ထည့်တဲ့ခါကျတော့ဒီဘာသာပြန်လို့ရတယ်စာတွေမေးလို့ရတယ်အခုစကားပြောခိုင်းဖို့အတွက်တော့လိုသေးတယ်ပေါ့နော်အများကြီးလိုသေးတယ်ဒါပေမဲ့ကျွန်တော်ဒီကျမ်းစာကိုအခြေခံပြီးမှအဲ့ဒီ pattern တွေပေါ့ကျမ်းစာထဲမှာရေးထားတဲ့ pattern ပေါ့နော်အဲ့ဒါလေးတွေ AI ကိုလေ့လာခိုင်းပြီးမှအဲ့ဒီ AI ကနေထွက်လာတဲ့ grammar တွေgrammar တွေပြီးလို့ရှိရင်အဘိဓာန်တွေပြီးလို့ရှိရင်ဒီဝါကြဖွဲ့တဲ့ပုံစံပေါ့နော်ဒီဝါစင်ကားတွေဒီဟာတွေကိုကျွန်တော်ပြန်ထုတ်တယ်ထုတ်ပြီးတော့အဲ့ဒီဟာနဲ့ကျွန်တော် formula ပြန်လုပ်ပြီးမှဒီဘာသာစကားတွေကိုလောက်ခိုင်းခြင်းဖြစ်တယ်ပေါ့နော်ဆိုအဲ့ဒါတွေကကုမ္ပဏီအကြီးကြီးမှာလုပ်လို့ရတယ်ဒါပေမဲ့သူတို့လုပ်မပေးဘူးပေါ့နော်အဲ့ဒါတွေကိုယ့်ဟုတ်ကိုလုပ်ဖို့အတွက်လိုအပ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ Amy AI ကိုလုပ်ဖြစ်သွားတဲ့အကြောင်းရင်းကတော့အဲ့လိုဖြစ်ပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ကိုတကယ်ကောင်းတဲ့ရည်ရွယ်ချက်ရည်မှန်းချက်ဒီကျွန်တော်အသုံးနေတဲ့ဘာသာစကားတွေအတွက်တော့ဒီဟာကတကယ်ထွက်ပေါက်တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ခုဘာသာစကား19ခုကိုထည့်သွင်းထားပြီလို့ပြောတယ်အဲ့မှာမထည့်သေးတဲ့ဟာချင်းမှာဆိုလည်းအရန်များသေးတယ်ပေါ့နော်နာကချင်ဘက်ကရင်ဘက်စကားဘာသာတွေလည်းဟိုထည့်ထားရတာကျွန်တော်တွေ့ရတယ်ချင်းမှာဆိုရင်ဟိုဘက်ခုမိဘက်မပါသေးဘူးထင်တယ်နော်မင်းဒါဟိုအဲ့လိုမျိုးမပါသေးတဲ့ချင်းတွေထဲမှာမပါသေးတဲ့ဘာသာစကားတွေကိုထည့်မယ်ဆိုရင်ရောသူတို့ဘက်ကနေဘာတွေ support ပေးဖို့လိုအပ်မလဲဘာ data တွေလိုအပ်မလဲဟုတ်ကဲ့ဆက်သွယ်လို့ရှိခဲ့လို့ရှိဟုတ်ကဲ့ဟုတ်အခုကျွန်တော်ချင်းဆက်စချင်းတော့ကိုနဲ့နီးစပ်တဲ့ဟာကိုလည်းနားလဲတဲ့ဘာသာစကားနဲ့စဖြစ်သွားတယ်ပေါ့နော်အဲ့ကနေတဖြည်းဖြည်းချင်းကိုကျွန်တော်လိုအပ်တဲ့စာပေတွေရှာတယ်ခုနအင်္ဂလိပ်တွေလုပ်ပေးထားတဲ့ဟွာတွေရှိတယ်
dictionary တွေရှိတယ်အဘိဓာန်တွေရှိတယ်ပြီးလို့ရှိရင်အင်္ဂလိပ်တွေလောက်ထားအထူးဖြင့် missionary တွေလောက်ပေးသွားတဲ့ grammar စာအုပ်တွေရှိတယ်ပေါ့နော်ဒီတရားစာအုပ်တွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်ပြန်လေ့လာပြီးမှအဲ့ထဲကနေ formula တွေပြန်ဆွဲထုတ်တာပေါ့ဆိုတော့ဟိုကျမ်းစာရှိထားတဲ့ဘယ်ဘာသာစကားမဆိုပေါ့နော်ကျွန်တော်လုပ်ပေးလို့ရတယ်အဓိကကျွန်တော်ဒီကျမ်းစာတအုပ်လုံးပေါ့ကျမ်းစာမှာဟိုစာအုပ်ပေါင်းက66အုပ်ရှိတာဟုတ်ဆိုတော့ဒီ66အုပ်လုံးကကောင်းကောင်းဘာသာပြန်ထားတယ်ဆိုလို့ရှိရင်ဒီဓမ္မဟောင်းကျမ်းရဲ့ဓမ္မသစ်ကျမ်းရဲ့ပေါင်းလိုက်လို့ရှိရင်စကားလုံးပေါ့ဒီ word ပေါ့နော်စကားလုံးက8သိန်းကျော်ရှိတယ်8သိန်းဝန်းကျင်ပေါ့နော်ရှိတယ်ဆိုတော့အဲ့ဒီ8သိန်းထဲမှာမှကျွန်တော်unique ဖြစ်တဲ့မထပ်တဲ့စကားလုံးတွေပြန်ဆွဲထုတ်လိုက်တဲ့အခါမှာ1000ခွဲနဲ့2000ကြားမှာရှိတယ်နော်စကားလုံးကျွဲတဲ့ဘာသာတွေမှာဆိုလို့ရှိရင်တော့ဟို2000ဝန်းကျင်လောက်ရှိတယ်တချို့မှာတော့ဒီ1000ခွဲလောက်ရှိတယ်အနည်းဆုံးတော့1000ဝန်းကျင်လောက်ရှိတယ်ပေါ့နော်ဒီကျမ်းစာတအုပ်လုံးပေါ့ဒီ OT ရဲ့ NT ရဲ့ပေါင်းလိုက်လို့ရှိရင် unique ဖြစ်တဲ့စကားလုံးက1000ခွဲရှိတယ်လို့ပြောလို့ရတယ်အဲ့ထဲမှာမှကျွန်တော် noun ပေါ့နော်ဟိုနံစားပေါ့သူများနာမည်တွေအိမ်နာမည်တွေမြေနာမည်တွေလူနာမည်တွေပေါ့နော်အဲ့ဒါကြီးအလုံးနှုတ်လိုက်လို့ရှိရင်တော့9000လောက်ရှိတယ်ဆိုတော့ဟိုတေချာပေါက်ပြောလို့ရတာကျမ်းစာရှိတဲ့ဘာသာစကားကသူ့မှာ unique ဖြစ်တဲ့စကားလုံးက1000ရှိတယ်ပေါ့နော်အဲ့ဒီ1000ကစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီ1000ကmaster thesis လုပ်တဲ့ master level ပညာသင်နေတဲ့လူတယောက်က master level ပညာသင်ဖို့အတွက်သူ့မှာ unique စကားလုံးနားလည်ဖို့ပေါ့နော်သူမှဂျာမန်လိုသင်တယ်ဆိုရင်ဂျာမန်စကားပေါ့အင်္ဂလိပ်လိုသင်တယ်ဆိုရင်အင်္ဂလိပ်စကားပေါ့နော်1000ခွဲလောက်ရှိရင်သူက master level ပညာရပ်ကိုလေ့လာလို့ရတယ်ဒါဟိုတိုးတက်ပြီးသားဘာသာတွေမှာပေါ့ဘာလို့အဲ့ဒီဟာနဲ့ရေးထားတဲ့စာတွေရှိတာစာအုပ်တွေရှိတာပေါ့နော်အဲ့ဒါတွေတော့ဟိုဘယ်ဘာသာရဲ့မဆိုပေါ့ဥပမာကျွန်တော်universe အကြောင်းတွေပေါ့ဒီစကြဝဠာအကြောင်းတွေလေ့လာမယ်ဒါမှမဟုတ်ဆေးပညာအကြောင်းလေ့လာမယ်စီးပွားရေးပညာလေ့လာမယ်ဆိုရင်သူက unique ဖြစ်တဲ့ဘာသာစကား1000ခွဲလောက်သူကတတ်ထားမှသာလေ master level သူကစာဖတ်လို့ရတယ်နားလည်မယ်နော်ဆိုတော့ဒါအကြောင်းတက်တဲ့လူတွေအတွက်ဟို1000ခွဲလောက်တည်ရင် master level ပညာလေ့လာလို့ရတယ် master level စာအုပ်တွေရေးလို့ရတယ်သူများကိုလည်းပို့ချလို့ရတယ်ဆိုတော့စကားလုံးအဲ့လောက်ကျွဲတယ်နော်ဆိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရွာတွေမှာပဲနေတယ်ဘယ်တော့မှအကြောင်းမတက်ဘူးဟိုဒီရွာမှာပဲသူအကြီးတယ်ငယ်ငယ်တဲ့ဟိုကြီးတယ်ပေါ့နော်ဟိုစာအုပ်တွေလည်းမလေ့လာဘူးသို့တော့အဲ့ဒီလူတယောက်ကိုကျမ်းစာကိုဖတ်ခိုင်းလိုက်ရင်သူ့ဘာသာစကားနဲ့ရေးထားတဲ့ကျမ်းစာကိုဖတ်ခိုင်းလိုက်ရင်ကျမ်းစာအကုန်လုံးသူနားလဲတယ်ကျမ်းစာနားလဲတယ် context ဆိုတပိုင်းပေါ့နော်ဒါပေမဲ့ကျမ်းစာထဲမှာရေးထားတဲ့စကားလုံးတွေတစ်ခုချင်းစီအဓိပ္ပာယ်သူပြီးတယ်ပေါ့နော်နားလဲတယ်ဆိုတော့ရွာမှာနေတဲ့လူတယောက်ကလည်းသူ့မိခင်ဘာသာစကားကိုအနည်းဆုံးသူ1000ခွဲတတ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့ဆိုကျမ်းစာသူဖတ်လို့ရတယ်ဟိုနားမလဲတဲ့စကားလုံးတစ်လုံးမှမရှိသူအကုန်လုံးဖတ်လို့ရတယ်အဲ့ဒါဆိုရင်သူသိကြတယ်စကားလုံးတော့သူ1000ခွဲသူနားလဲတယ်ကျွန်တော်ခံမှန်းလို့ရတယ်ဆိုတော့ရွာမှာနေတဲ့ကျောင်းမတက်ဘူးတဲ့လူတယောက်ကသူ့မိခင်ဘာသာစကားနဲ့စကားလုံး1000ခွဲလောက်တတ်တယ်ဆိုလို့ရှိရင်အဲ့ဒီစကလုံး1000ခွဲနဲ့ရေးထားတဲ့စာအုပ်တွေသူ့မှာဖတ်เสียစာအုပ်တွေရှိနေဆိုရင်သူအဲ့ဒီ master level ပညာရပ်တွေသူလေ့လာလို့ရတာဟောဟုတ်တယ်မလားသူ့မှာရှိပြီးသား knowledge တွေက connect မဖြစ်ဘူးပေါ့နော်မချိတ်ဆက်ဘူးဟိုဖတ်เสียစာအုပ်တွေကကျမ်းစာပဲရှိတယ်တခြားဘာမှဖတ်เสียမရှိတော့သူကဘာမှလေ့လာခွင့်မရသွားဘူးပေါ့နော်အခုကျွန်တော်ဒီ Amy AI ရဲ့ရွေချက်ကပါလဲဆိုတော့အဲ့ဒီမိခင်ဘာသာစကားနဲ့ကဘာသုံးပညာရဲ့ဘာသာစကားတွေကိုကျွန်တော်တို့ကချိတ်ဆက်ပေးခြင်းတာအဲဆိုရင်ရွာမှာနေတဲ့လူတယောက်ကအင်္ဂလိပ်စာလေ့လာဖို့မလိုတော့ဘူးဂျပန်စာလေ့လာဖို့မလိုတော့ဘူးဟိုဒီဆက်တက်လိုက်အကြောင်းတွေလေ့လာဖို့အတွက်သူတခြားဘာသာတစ်ခုကိုလေ့လာဖို့မလိုတော့ဘူးနော်အဲ့ဒီရှိပြီးသားစာအုပ်တွေကိုသူ့ဘာသာစကားနဲ့နားလည်နိုင်အောင် Amy AI နဲ့သူကချိတ်ဆက်ပေးမယ်ဘာသာပြန်ပေးမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကဘာမှာရှိသမျှစာအုပ်တွေစီးပွားရေးစိုက်ပျိုးရေးတွေယောဂအကြောင်းတွေနည်းပညာအကြောင်းတွေအကုန်လုံးသူ့ဘာသာစကားနဲ့သူလေ့လာလို့ရတော့
တရားမှာတရားရခိုင်နှုန်းဓာတ်ရိုက်မဟုတ်ရင်တော့မဟုတ်နိုင်ရင်တော့မှအတိတ်ပဲနားလည်လောက်တဲ့ဘာသာစကားနဲ့လေ့လာလို့ရတယ်ပေါ့နော်ဆိုအဲ့ဒါကိုကျွန်တော်တို့ကအရင်အားရှိတာအဲ့ဒီအတွက်ကိုအရင်လှုပ်ချင်တာဘာလို့ကျွန်တော်တို့ကိုနိုင်က15နှစ်လောက်ပညာဆိုတာတဲ့ဒီအင်္ဂလိပ်စာပေါ့လေအင်္ဂလိပ်စာကိုလေ့လာ15နှစ်လောက်လဲပြီးတော့ဘွဲတွေရတယ်မာစတာဘွဲတွေရတယ်အဲ့မှာကျွန်တော်စာမျက်နှာတမျက်နှာတောင်မှဒီတိုင်းမရေးနိုင်ဘူးပေါ့နော်စကားပြောရင်တောင်မှကျွန်တော်ထငေါငေါနဲ့ကျွန်တော်ပြောနေရတယ်ဒါတောင်မှဘယ်နှစ်လောက်လေ့လာလဲဆိုတော့15နှစ်လောက်ကျွန်တော်လေ့လာတာပေါ့နော်15နှစ်လောက်လေ့လာတဲ့ချိန်မှာကျွန်တော်အင်္ဂလိပ်လိုစကားလုံး1000ခွဲကျွန်တော်မရဘူးမတတ်ဘူးပေါ့နော်9000တောင်မှချရေးဆိုလို့ရှိရင်9000တောင်မှထွက်လာဖို့တော်တော်ခက်တယ်ဒါပေမဲ့ခုမိခင်ဘာသာစကားနဲ့ဆို1000ခွဲကအေးအေးဆေးဆေးရတယ်အဲ့ရင်းနဲ့တောင်ပြောလို့ရတယ်ပေါ့နော်အကုန်လုံးနားလဲတယ်ဒါအရန်ပါဝါရှိတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ဒီမှာဆက်ပြီးတော့မေးချင်တာကတော့ဒီAmy AI ကကျောင်းသားတွေတို့ဖြစ်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေဖြစ်မိဘတွေအနေပဲဖြစ်ဒါသူတို့ဘယ်လိုအကျိုးပြုနိုင်မလဲအကျိုးရှိမလဲဟုတ်ပထမဆုံးကတော့ကျွန်တော်တို့ဘာလုပ်လို့ရမလဲဆိုတော့ဒီ Amy AI ကိုအခုလက်ရှိနေတဲ့ကျမ်းစာကိုအခြေခံပြီးမှလုပ်ထားတဲ့ဟာကိုသုံးရင်းနဲ့ဘာလုပ်လို့ရမှာလဲဆိုတော့အဲ့ဒီဟာကိုသုံးရင်းနဲ့ဘာလုပ်လို့ရမလဲဆိုတော့စာဖတ်တာတွေဘာသာပြန်တာတွေသတင်းတွေနေ့စဉ်သုံးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီအများစုကခရစ်ယာန်တွေဖြစ်တဲ့အတွက်ကြောင့်ဒီခရစ်ယာန်နဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့စာပေတွေလေ့လာတာတွေမေးတာတွေအဓိကကျွန်တော်မေးတဲ့ဟာပေါ့နော်ဥပမာကျွန်တော်ကျမ်းစာတုပ်ကိုဖတ်လိုက်တယ်ကျမ်းစာကိုလေ့လာလိုက်တဲ့အချိန်မှာနားမလည်တဲ့ဟာတွေမေးခြင်းနဲ့မေးခွန်းတွေတန်တရားဖြစ်တဲ့ဟာတွေပို့ပြီးရှင်းလင်းခြင်းတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျမ်းစာထဲမှာအဲ့ဒီဟာကိုရှာဖို့အတွက်ဆိုခက်တယ်ပေါ့နော်တချို့ဆိုလဲပါစတာတွေဖျားเจ้าကလူတွေနည်းနည်းတက်ကြီးတဲ့လူတွေမေးလို့ရတယ်ဒါပေမဲ့သူတို့ကိုယ်၌ကလည်းအကုန်လုံးကိုသိမနေဘူးပေါ့နော်မသိနိုင်ဆိုတော့အခုဒီ Amy AI ထဲမှာပါတဲ့ဘာသာစကားတွေ19မျိုးနဲ့ဆိုလို့ရှိရင်သူတို့ကျမ်းစာပေါ့သူတို့ဘာသာနဲ့ရေးထားတဲ့ကျမ်းစာကိုကြိုက်တယ်လို့မေးလို့ရတယ်ဥပမာကျွန်တော်ဘာရှိမလဲဆိုတော့ဒီမှာဆိုရင်ရဝမ်ရှိတယ်ပေါ့နော်ကချင်ထဲမှာဆိုရင်ရဝမ်ကျွန်တော်ထည့်ထားတယ်ပြီးလို့ရှိရင်ဂျင်းဖော့ထည့်ထားတယ်ဥပမာရဝမ်ဘာသာစကားနဲ့ကျမ်းစာကိုနိုင်ချွတ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ရဝမ်လိုပဲပြန်ရေးပြီးလို့ရှိရင် Amy AI ထဲမှာရဝမ်လိုနဲ့မေးပြီးလို့ရှိရင်ထားပါတော့ကျွန်တော်နောပေါ့လေကျွန်တော်နောအေးလည်းခေါ်တယ်ပေါ့နော်ဒီနောအကြောင်းကိုဂါနပေါ့နော်နောမှာတာသမီဘယ်နှယောက်ရှိလဲမြင်းမြစ်တွေဘယ်လောက်ရှိတယ်ပြီးလို့ရှိရင်သူတင်မောဆောက်တဲ့ချိန်မှာဘယ်နှပေအမြင့်မှာဆောက်တာတင်မောကဘယ်လောက်ကြီးတာပြီးလို့ရှိရင်ဘယ်နှစ်ရက်လောက်ဆောင်းလိုက်ရတယ်စသဖြင့်ပေါ့နော်အသေးစိတ်ကိုနိုင်ချွတ်ကိုမေးလို့ရတယ်တကယ်လို့ကျမ်းစာထဲမှာဒီအကြောင်းအရာတွေကျမ်းစာအုပ်ထဲမှာပါတယ်ဆိုလို့ရှိရင်သူကကျမ်းစာအုပ်ထဲကနေပါတဲ့အချက်လက်နဲ့သူကဖြေရမှာအဲ့ဒါရဝမ်လိုပဲပြန်ရမှာပေါ့နော်ကျမ်းစာအုပ်ထဲမှာအဲ့ချက်တော့မပါဘူးဒါပေမဲ့ကျမ်းတက်ပုဂ္ဂိုလ်တွေရေးထားတဲ့ဒီ commentary တွေတခြားနေရာမှာအဲ့လိုမျိုးဖြေထားတဲ့ဟာတွေရှိလို့ရှိရင်အဲ့ဒီဟာကနေယူလာပြီးမှဒီဟာတော့နင်းရဲ့ကျမ်းစာအုပ်ထဲမှာတော့မပါဘူးဒါပေမဲ့ဒီsource ကနေပေါ့ဒီစာအုပ်ကနေဒီ website ကနေဒီလူကနေပြောထားတဲ့ဟာကိုတော့ဒီလိုပြောထားပါတယ်ဆိုတဲ့ဟာကိုတော့ဖြေရမှာပေါ့နော်ဒါဘာသာရေးနဲ့ဆိုင်တဲ့ဟာပေါ့နော်နောက်တစ်ခုကဘာလဲဆေးဝါးတို့နေမကောင်းဖြစ်တာတို့ဆိုလို့ရှိရင်လည်းကျွန်တော်ဆေးကတ်တွေကျွန်တော်ရှိတယ်ဒါပေမဲ့ဒီဆေးကဘာဆေးလဲဆိုတဲ့ဟာကိုကျွန်တော်မသိဘူးဒါ one page ဆေးလား one note ဆေးလားအနာပြောက်ဆေးလားဘာဆေးလားကျွန်တော်မသိဘူးပေါ့နော်အဲ့ချိန်မှာ Amy AI ကိုဖွင့်လိုက်ပြီးလို့ရှိရင်အဲ့ဒီဆေးကတ်ကိုဓာတ်ပုံရိုက်လိုက်ပေါ့ဓာတ်ပုံရိုက်လိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီထဲကစာတွေကိုသူကဘာသာပြန်မယ်ဘာသာပြန်ပြီးလို့ရှိရင်ပြန်ရလာတဲ့ပေးလာတဲ့စာကမေးတဲ့လူရဲ့မေးခွန်းဘာသာစကားပေါ်မှာမူတည်တယ်ထားပါတော့ရဝမ်လိုမေးတဲ့လူတယောက်ကသူကအဖြေကိုရဝမ်လိုပြန်ရမယ်ဒီဟာကတော့ဒီ one page ဆေးဖြစ်ပါတယ်ဘယ်လိုတော့တောက်ရမယ်ဘယ်လိုတောက်ရင်သတိထားပါ side effect ကဘယ်လိုဖြစ်နိုင်တယ်ဘယ်လိုခြေနေမှာတော့တောက်ပါပေါ့နော်စားဖြင့်သူမေးလို့ရတယ်နောက်တစ်ခါအနာပေါ့ဥပမာကျွန်တော်
တားတယောက်ဆိုရင်သူကမျက်စိအပေါ်မှာအပုလေးရှိတယ်တပတ်လောက်ကြာတဲ့ခါမှာနီလာတယ်ပြီးတော့အထဲမှာအလုံးလေးရှိတယ်ပေါ့နော်ဆိုအဲ့ဒါဘာဖြစ်လဲလို့ကျွန်တော်ဟိုဓာတ်ပုံရိုက်တယ်ပေါ့နော်အဲ့ဒီအနာကိုနီးကတေတေချာလေးဓာတ်ပုံရိုက်တယ်ပြီးလို့ရှင်AI ကို AI ကိုမေးလိုက်တော့သူကအဖြေတစ်ခုထွက်လာတယ်နော်ဒီဟာကvirus ကြောင့်ဖြစ်တာ virus ဆိုတာထက်ဒီ bacteria ပေါ့နော်ဒီကူးစက်နိုင်တဲ့ယောဂါတွေကြောင့်ဖြစ်တာတစ်ပိုင်းနောက်တစ်ခုဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့အဲ့ဒီအစီတွေကပိတ်သွားတာပေါ့နော်အဲ့ဒီအစီတွေပိတ်သွားတဲ့ခါမှာအဲ့မှာအပုလေးတွေဖြစ်သွားတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့virus ကြောင့်ဖြစ်တာဆိုလို့ရှိရင်တော့ဒါပိုးသက်ဆေးစားရမယ်ပေါ့နော်ဘယ်လိုစားပါဘာဆေးကိုတောက်ပါဆိုတဲ့ဟာသူကညွှန်းပေးတယ်ပြီးလို့ရှိရင်အဲ့ဒါကြောင့်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါကိုရေနွေးနဲ့အဝတ်နဲ့ဟိုလုတ်ပြီးမှအဲ့ဒါကိုနှိပ်ပေးပါပေါ့နော်ဆိုတော့ကျွန်တော်နှစ်ခုစလုံးဖြစ်မှာဆိုလို့ကျွန်တော်နှစ်မျိုးစလုံးသုံးလိုက်တယ်ပိုးသက်ဆေးကို3ရက်တိုက်လိုက်တယ်ပြီးလို့ရှိရင်ရေနွေးနဲ့နှိပ်ပေးလိုက်တယ်တစ်ပတ်လောက်နေတဲ့ခါကျတော့တက်တာသွားတယ်ပေါ့ဆိုတော့ဆရာဝန်မရှိတဲ့နေရာတွေမှာတခုခုအမြန်လိုအပ်တယ်တခုတော့ရှိတယ်ကိုကနားမလဲဘူးဆိုလို့ရှိရင်ဓာတ်ပုံလေးရိုက်လိုက်ပြီးမှမေးလိုက်လို့ရတယ်ပေါ့နော်နောက်တစ်ခုကစိုက်ပျိုးရေးလုပ်တဲ့လူတွေပေါ့ကျွန်တော်ချင်းနောက်မှာဆိုလို့ရှိရင်ထောပတ်တွေစိုက်တယ်ကော်ဖီတွေစိုက်တယ်နောက်ဒီကြက်ဟင်းခါတို့ငရုတ်တီတို့ဘာတို့စိုက်တယ်ပေါ့နော်အဲ့မှာပိုးတွေကျလာတယ်အရွက်တွေကหนีသွားတယ်အရွက်တွေကခြောက်ကပ်သွားတယ်စသဖြင့်ပေါ့နော်အပင်တွေကခြောက်သွားတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ဘာဖြစ်လဲဆိုတာမသိဘူးပေါ့နော်မသိတဲ့ခါကျတော့အခု AI နဲ့ဆိုရင်အဲ့ဒါလေးကိုအနီးကဓာတ်ပုံရိုက်လိုက်အရွက်ဆိုလည်းအရွက်ပေါ်မှာအရှေ့နောက်ဓာတ်ပုံရိုက်အပင်ဆိုလည်းအပင်ရိုက်လိုက်ပြင်ရှင်အဝေးကနေဓာတ်ပုံရိုက်လိုက်ဆိုတော့9ပုံလောက်ပေါ့နော်ဥမာအရွက်အတီးအပွင့်အပင်အဝေးကနေဆိုတာဒီနောက်မှာတောင်ကုန်းတွေရှိတာဘေးနားမှာချောင်းတွေရှိလားဘာညာပေါ့နိသိရအောင်ဘေးမှာဘာပင်တွေရှိလဲဆိုတာကိုသိရအောင်9ပင်လောက်ကိုထည့်လိုက်ပြီးမှပြောပြပါအောင်ဒီအပင်ကဘာဖြစ်နေတာလဲလို့မေးလိုက်တာနဲ့မြန်မာလိုဖြစ်ဖြစ်ပေါ့နော်ခုန18ဘာသာနဲ့ကြိုက်တဲ့ဘာသာနဲ့မေးလို့ရတယ်မေးလိုက်တာနဲ့ AI ကနေသူ့မှာရှိပြီးသား knowledge တွေကနေဆွဲထုတ်ပြီးမှဒီအပင်ကတော့ဘာဖြစ်နိုင်တယ်ပေါ့ကျွန်တော်ဒီမဏိပူမှာcoffee site တဲ့လူတွေကကျွန်တော်လမ်းပြောတယ်ပေါ့နော်သူတို့မှာဒီအပင်လေးရှိတယ် coffee ပင်လေးပေါ့ coffee အပင်အမျိုးအစားပါလဲ coffee မျိုးစားပါလဲဆိုတဲ့ဟာကိုမေးတယ်ပြီးရှင်အပင်ကဘာဖြစ်နေတာလဲပေါ့နော်အဲ့မှာကျွန်တော်ဘာအချက်လက်မှ input မထည့်ဘဲနဲ့အဲ့ဒီအပင်ကိုပဲဓာတ်ပုံရိုက်ထားတဲ့ဟာတွေအပွင့်တွေနောက်အရွက်တွေပင်စီတွေအဝေးရဓာတ်ပုံတွေထည့်လိုက်တော့ဘာဖြစ်လာလဲဆိုတော့ဒီအပင်ရဲ့နားမှာခြုံပုတ်တွေရှိတယ်ဆိုတော့တေချာ pruning မလုပ်ထားဘူးပေါ့နော်တေချာဂယုမစိုက်ထားဘူးဆိုတဲ့ဟာတွေထွက်လာတယ်ပြီးလို့ရှိရင်သူစိုက်တဲ့နေရာကမြေအရန်နှိမ့်တယ် sea level ကအရန်နှိမ့်နေတယ်ဒါပေမဲ့သူစိုက်တဲ့အပင်က Arabica coffee အမျိုးအစားဖြစ်နေတယ်အရွက်ကိုရိုက်လိုက်တဲ့ခါကျတော့ Arabica coffee မျိုးစား Arabica ထဲမှာလည်းသူအများကြီးရှိသေးတယ်ပေါ့နော်အဲ့ထဲက Arabica မျိုးစားဖြစ်တယ်ပေါ့ဆိုတော့ Arabica ရဲ့သဘောကသူကပေ3000ပေါ့ sea level 3000နဲ့အထက်မှာဆိုလို့ရှိရင်ပိုကြိုက်တယ်ပေါ့နော်အောက်မှာလည်းဖြစ်တယ်ဒါပေမဲ့အသီးတွေကအရသာမရှိဘူးပြောအသီးတွေကလုံးမပြည့်ဘူးပေါ့နော်ပြောတောက်လိုက်လို့ရှိရင်လည်းတော်တော်ကိုအရသာဆိုးတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောအရွက်တွေမှာအဲ့လိုလိုင်းချောင်းလေးတွေရှိအနီရောင်လေးတွေရှိတယ်အဲ့ဒါကဘာဖြစ်တာလဲဆိုတော့ deficiency ပေါ့သူမြေကနေပြီးမှရေမလုံလောက်တာNPK ပေါ့နော်ဒီမြေဩဇာတွေတေချာမလုံလောက်တာတေချာတန့်ရှင်းမလုပ်တာဆိုတဲ့ဟာတွေအများကြီးပေါ့နော်ဒီအပင်တပင်ကိုတမ္မာကြီးထွားတဲ့အပင်တပင်ဖြစ်လာဖို့အတွက်ဘာတွေလိုအပ်လဲဆိုတဲ့ဟာဆင်းရင်ထွက်လာတယ်ဘယ်ချိန်မှာဘာလုပ်ဘာကင်းဆိုင်ဘာပိုးသက်စေးတော့ပါအများကြီးပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ဒီ AI နဲ့လုပ်လို့ရတယ်နောက်ဆုံးတော့မဟုတ်ပေါ့လေဒီအချိန်အားဖြင့်ဒီနောက်တစ်ခုထပ်ထည့်ကျင်တာတော့အခုကျွန်တော်ထပ်တင်ပေးတဲ့ဟာပေါ့ AI ကို train လုပ်တဲ့ဟာကဘာလဲဆိုတော့ပညာရပ်ဆိုင်ရာဘာသာရပ်တွေနဲ့ပေါ့ကိုဆိုကျွန်တော်အတိတယောက်ကဆိုလို့ရှိရင်သူက HR နဲ့ပတ်သက်တဲ့ human resource နဲ့ပတ်သက်တဲ့ကျွမ်းကျင်သူပေါ့နော်နေပေါင်းများစွာသူအဲ့မှာလုပ်တဲ့ခါကျသူက knowledge ရှိတယ်အဲ့ဒီသူ့ရဲ့ knowledge တွေအကုန်လုံးစကားပြောခိုင်းတင်တန်းပေးတဲ့ video file တွေ audio file တွေအကုန်ယူပြီးမှအဲ့ဒါကိုကျွန်တော်တို့စာပြန်ထုတ်တယ်ပေါ့စာပြန်ထုတ်စာအုပ်ပြန်ရေးပြီးမှအဲ့ဒီစာအုပ်ကို ဒီ Amy AI ကိုတင်ပေးလိုက်တာတင်ပေးလိုက်တော့ကိုကြိုက်တဲ့ဘာကိစ္စမဆိုမေးလို့ရတယ် HR နဲ့ပတ်သက်လာဥပမာကျွန်တော်လာခစရဲကတိုးထားတဲ့လားဒါမှမဟုတ်နောက်မှတိုးတဲ့လားနောက်မှတိုးလို့ရှိရင်ဘာပြဿနာရှိနိုင်တယ်ဒီလူတွေက
ဟိုလက်ခမကောင်းဘူးဆိုပြီးထွက်သွားတယ်ဒါကိုဘယ်လိုထိန်းချုပ်မလဲနောက်လူတွေပညာတွေပေးပြီးမှပညာတတ်လာတော်လာတဲ့ခါကျတော့ဒီအလုပ်ကိုထားခဲ့ပြီးမှတခြားပိုကောင်းတဲ့နေရာကိုသွားတယ်အဲ့လိုမျိုးကိစ္စတွေမှာဘယ်လိုပြန်ချုပ်မလဲပေါ့နော်ဟိုစာချုပ်တဲ့ခါမှာဘယ်လိုမျိုးတွေပါရမလဲနောက် interview လုပ်တဲ့ခါမှာဘယ်လိုမျိုး view လုပ်အောင်ဘာချက်တွေကိုမေးရမလဲဒီလိုမျိုးဝန်ထမ်းမငြိမ်တဲ့ကိစ္စပေါ့နော်ဟိုထားခဲ့မဲ့လူတွေကဘယ်လိုသဘောတဘာဝတွေရှိလဲသူတို့ကိုအလုပ်ခန့်တဲ့ခါမှာဘာတတိထားမလဲစဖြစ်ပေါ့လေအများကြီးကိုကျွန်တော်တို့မေးလို့ရတယ်ဥပမာလုပ်ငန်းအသစ်စထောင်မဲ့လူဆိုလို့ရှိရင်အဲ့ဒါတွေကို consult လုပ်မယ်တိုင်ပေးမယ်ဆိုရင်ပတ်စံအများကြီးပေးရတယ်ပေါ့နော်ဆိုတော့ AI ကိုသုံးလိုက်ခြင်းအဖြစ်သူဘာကိစ္စပေါ်လာပြီးဒါကိုဘယ်လိုဖြေရှင်းမလဲဒါကိုဖြေရှင်းလို့ရှိရင်ဘယ်လိုဥပမာအိန္ဒိယနိုင်ငံရဲ့ HR စိန်ခေါ်မှုနဲ့မြန်မာနိုင်ငံရဲ့ HR စိန်ခေါ်မှုကလည်းမတူဘူးပေါ့နော်သူနိုင်ငံရဲ့ဥပဒေတွေကမတူတာနိုင်ငံရဲ့ပညာရေးမတူတာနောက်လူတွေရဲ့ဗီဇပေါ့အကျင့်စရိုက်တွေမတူတဲ့ဟာတွေလည်းရှိတယ်ဒါမျိုးတွေကအစကျွန်တော်ဟို Amy AI ကိုသုံးလို့ရတယ်နောက်အခုကျွန်တော်ဒီမြန်မာနိုင်ငံရဲ့ကျောင်းပေါ့နော်အခုကျွန်တော်ဒီတင်ယွန်းညွန်းနဲ့အတစ်နဲ့အဟောင်းနဲ့ရှိတယ်ကွယ်အဲဆိုတော့တင်ယွန်းညွန်းနဲ့အတစ်ကိုတော့ကျွန်တော်အဓိကဥစားပေးတယ်ပေါ့နော်ဥပမာ10တန်းမှာဆိုလို့ရှိရင်12တန်းမှာလည်းရှိတယ်17တန်းမှာလည်းရှိတယ်အဲဆိုအဲ့ဒါတွေကိုကျွန်တော်တင်ပေးလိုက်တယ်ဥပမာရည်တယ်ပြဇတ်တို့နောက်ဟို biology နဲ့ပတ်သက်တာ chemistry နဲ့ပတ်သက်တာရှိတဲ့စာအုပ်တွေအကုန်လုံးကိုကျွန်တော်digitizing ပေါ့နော်စာအုပ်ကနေပြီးမှ Unicode font ပြအောင်ပြန်လုပ်တယ်အဲ့ဒါဒီရလာပြီးတန့်ရှင်းလုပ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒါကို Amy AI ကိုပြန်တင်ပေးလိုက်တယ်တင်ပေးလိုက်တဲ့ခါမှာသူကဆရာတယောက်အနေနဲ့ကျောင်းသားတွေမေးချင်သမျှကိုတော့မေးလို့ရတယ်အကန့်အသတ်မရှိဘူးเนาะဒါပြလို့ရှိရင်စာမေးပွဲမှာဘယ်လိုမျိုးမေးနိုင်တယ်လဲဆိုတဲ့ဟာမျိုးသူ့ကိုမေးခွန်းထုတ်ခိုင်းလို့ရတယ်ထုတ်ခိုင်းတဲ့အချိန်မှာဒီလူတော့မေးနိုင်တယ်ဒီလူမေးလို့ရှိရင်တော့ဒီလူတို့ဖြေပါဒီဟာတွေပါအောင်လုပ်ပါပြလို့ရှိရင်ကျောင်းသားစာချက်ပြင်းတယ်ပေါ့နော်ဆိုလို့ရှိရင်ဒီဟာငါအလွတ်မကျက်ချင်ဘူးဒီဟာကိုမမိလွယ်အောင်ငါ့ကိုသင်ပေးပါလို့မြန်မာလိုပဲပြောလိုက်တယ်မြန်မာလိုပဲရေးလိုက်တယ်ဆိုလို့ရှိရင်သူကဒီဟာကိုမမိလွယ်အောင်ဒီလိုရှိတယ်သူ့ရဲ့ analogy ပေါ့ဒီမှာမမိလွယ်တဲ့ဥပမာလေးတွေနဲ့သူကသင်ပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့ chemistry လိုဟာမျိုးတွေဥပမာခုအိန္ဒိယကကျောင်းသားတွေဆိုရင်ဘာဒုက္ခရောက်လဲဆိုတော့ဟင်ဒီဒုက္ခရောက်တယ်ပေါ့နော်အိန္ဒိယနိုင်ငံမှာကျောင်းတက်လို့ရှိရင်ဒါဟင်ဒီကိုဘာသာကိုယူရတယ်ပေါ့နော်ဟင်ဒီဘာသာကြားလို့ရှိရင်လည်းဒါစာမေးပွဲကြားတာပဲဒါပေမဲ့ကျွန်တော်တို့ကြီးလာမှအိန္ဒိယနိုင်ငံမှာကျောင်းတက်တဲ့လူတွေကဟင်ဒီအားနည်းကြတယ်နော်ဆိုတော့ကျောင်းဆရာမတွေကိုငားပြီးမှ tuition သွားမယ်ဆိုလို့ရှိရင်လည်းတင်တဲ့ခါကျတော့ဟင်ဒီလိုပဲပြန်တင်တော့နားမလည်ပြန်ဘူးပေါ့နော်အဲဆိုတော့ဟို tuition သွားပို့မဲ့အစားဒီ Amy AI ကိုသုံးလိုက်တာ ਨੇ Amy AI မှာကျွန်တော်တို့ဒီ Hindi ရဲ့တရားတွေ Hindi ရဲ့ဝါစင်ကဖွဲ့စည်းပုံတွေ sentence ဖွဲ့စည်းပုံတွေနောက် Hindi တဒန်းကနေ12တန်းအထိ Hindi ဘာသာထွက်ထားတဲ့စာအုပ်ပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်အကုန်ထည့်ထားတဲ့ခါကျတော့ဟို grammar တွေမေးလို့ရတယ်ဒီစာကိုဘာသာပြန်ခိုင်းချင်တယ်ဆိုလို့ရှိရင်ဓာတ်ပုံလေးရိုက်လိုက်ပြီးမှဒါကိုမြန်မာလိုပြန်ပေးပါဒါကိုချင်းလို့ပြန်ပြီးဟာခါလို့ပြန်ပေးပါလို့ခိုင်းလိုက်တာ ਨੇ အဲ့ဒီဟင်ဒီလိုရေးထားတဲ့ဟာကိုဟာခါလို့ထွက်လာမယ်ဟောဒီဟာတော့ဒီလိုဆိုလိုတာဖြစ်တယ်ဒီအဓိပ္ပာယ်ကတော့ဒီလိုဆိုလိုတာဖြစ်တယ်ဒီကဗျာကတော့ဒီတခြင်းကတော့အဓိပ္ပာယ်ဒီလိုရှိပါတယ်ဆိုတော့မြန်မာလိုရောခုနထည့်ထားတဲ့ဘာသာစကား18မျိုးထဲမှာကြိုက်တဲ့ဘာသာစကားနဲ့ကျွန်တော်လေ့လာလို့ရတယ်ဆိုတော့ဆရာတွေမလုံလောက်တဲ့နေရာမှာငွေကြေးမလုံလောက်တဲ့နေရာမှာအကြောင်းမထားနိုင်တဲ့ဟာတွေကျူရှင်မထားနိုင်တဲ့ဟာတွေအကြောင်းမတက်နိုင်တဲ့ဟာတွေတွေ့ဆိုလို့ရှိရင်လည်းဒါကအသုံးဝင်တယ်ပေါ့နော်အထူးဖြင့်ဒီ IDP camp လို့ဟာမျိုးမှာ internet ရတယ်ဆိုလို့ရှိရင် Amy AI ကိုသုံးပြီးမှ4-5ရောက်တစုပေါ့နော်ဘာသာရပ်တူတဲ့သူတွေစိတ်ဝင်စားတဲ့ကဏ္ဍတူတဲ့လူတွေစုပြီးမှဒီဖုန်းလေးနဲ့ပညာတင်လို့ဆက်တင်လို့ရတယ်ပေါ့နော်ဘာသာစကားဆိုလဲဂျာမန်တင်ခြင်းလားကိုရီးယားတင်ခြင်းလားတရုတ်တင်ခြင်းလားအကုန်လုံးတင်လို့ရတယ်ဘာလို့ဆိုဒီဟာတွေက Google ရဲ့ဝန်ဆောင်မှုထဲမှာဘာသာစကားပေါင်း200ကျော်ကရှိထားပြီးသားဖြစ်တယ်အဲ့ဒီဘာသာစကားအကြီးတွေကရှိထားပြီးသားဖြစ်တယ်အခုကျွန်တော်တို့လုပ်နေတဲ့ဟာတေးလေးတွေကျွန်တော်ထာတို့တီတင်တို့စီရင်တို့နောက်နာဂမှာဆိုရင်ဝန်ချိုနာဂတို့နော်ကရင်မှာဆိုလဲစကောကရင်တို့ကရားမှာဆိုရင်ကရားလီပေါ့နော်အဲ့ဒါမျိုးတွေကိုကျွန်တော်တို့လုပ်နေတာဆိုတော့ခုနစကားပြန်ဆက်လို့ရှိရင်တော့ဒီနိုင်ငံတကာဘာသာစကားနဲ့ကျွန်တော်တို့ဒီ Amy AI နဲ့ချိတ်ဆက်တဲ့တရားကိုကျွန်တော်စောင့်နေတာနော်ဟုတ်Amy က
Amy AI ကိုဘယ်မှာအခြေခံပြီးတော့စောက်တာလဲ ဟုတ်အဲ อืม ဟုတ်ကျွန်တော်ကဒီ Google ရဲ့ fan ဖြစ်နေတာ Google ရဲ့ ecosystem မှာပဲအကုန်လုံးဆောက်တာပေါ့နော်ဒီဆောက်ဖို့အတွက်လုပ်ဖို့အတွက်လိုအပ်တဲ့ဒီ GPU ပေါ့ကွန်ပျူတာအရမ်းမြန်တဲ့ကွန်ပျူတာတွေလိုအပ်တယ်ဥပမာကျွန်တော်စာအုပ်အနေနဲ့ရှိထားတဲ့စာတွေကိုကျွန်တော် OCR သုံးပြီးမှအဲ့ဒါတွေ Unicode ဖြစ်အောင်ပြောင်းရတယ်အဲ့ဒါတွေလုပ်တဲ့အခါမှာအများကြီးချိန်ကုန်တယ်ပြီးတော့ကွန်ပျူတာအရန်ကောင်းတဲ့ဟာလိုတယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင် Google မှာကျွန်တော်ငားလို့ရတယ် GPU ကိုမိနစ်နဲ့ကျွန်တော်ငားလို့ရတယ်ဆိုတော့ကွန်ပျူတာငားတာလည်းအဲ့မှာသုံးတယ် server လည်းအဲ့မှာသုံးတယ်ပြီးရှင်ကျွန်တော်တို့ base ကအခုကကျွန်တော်တို့ Vertex AI နဲ့Gemini နဲ့ကျွန်တော်အဲ့ကြားထဲမှာလုပ်နေတာဘာလို့ဆို Vertex အရင်ရေးကြီးတယ်ပေါ့နော်ဈေးကြီးတဲ့ခါကျတော့ဝင်ငွေရှိမှသာရင် Vertex နဲ့ကျွန်တော် run လို့ရမယ်အဲ့မှာတိုင်ခင်မှာတော့ကျွန်တော်ခုလောလောဆယ်က Gemini 2.5 Pro ကိုအခြေခံပြီးမှကျွန်တော်tuning လုပ်ထားတာပေါ့နော်အဲ့ဒါကြောင့်လဲကျွန်တော်တို့ရဲ့Amy AI က Gemini နဲ့တွဲပြီးမှသုံးလို့ရတယ် Gemini app မှာပဲတွဲသုံးတာပေါ့နော်ဟုတ်ဟုတ်တော့အခု Amy AI ကိုအခုအခမဲ့နဲ့သုံးလုပ်ရတယ်เนาะကိုဆိုတော့ဒီဟာလုပ်တဲ့နေရာမှာရေးဆွဲတဲ့အချိန်မှာတော့ကိုကုန်ကြစိတ်တခုတော့ရှိမှာပေါ့နော်ဆိုတော့ဘယ်လိုလုပ်တာလဲကုန်ကြစိတ်တော့ရှိတယ်ဟုတ်တယ်ကုန်ကြစိတ်ကတော့ဘယ်လိုပြောမလဲတော်တော်သုံးရင်လည်းတော်တော်ကုန်တယ်ပေါ့နော်တညာတဲ့နဲ့ဒေါ်လာ1000ကုန်လည်းသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဆက်ကိုဘယ်လိုခိုင်းမလဲအလုပ်ဘယ်တစ်ခုလုပ်ခိုင်းမလဲဆိုတဲ့ဟာပေါ်မှာမူတည်တယ်ဆိုတော့လောလောဆယ်ကတော့ကျွန်တော်ဒီအခုကတော့ကျွန်တော်စပြီးမှဝန်ဆောင်မှုပေးလို့ရတဲ့အနေအထားတော့ရောက်ပါပြီဒါပေမဲ့ကျွန်တော်တို့ကတခြား AI တွေလို့တခါတည်းဟာဘယ်သူမဆိုပတ်စံပေးရင်ရတယ်ဝယ်သုံးလိုက်ဆိုတဲ့ဟာမျိုးကိုမလုပ်ချင်ဘူးပေါ့နော်ဒါဆိုကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကခုနဘာသာစကားတွေကိုဖွံ့ဖြိုးစေခြင်းနဲ့ဘာသာစကားတွေကိုများသုံးပြီးမှသုံးရင်းနဲ့အဘိဓမ္မာပေါ့နော် dictionary ကိုထပ်တိဆောက်ခြင်းနဲ့ထပ်ထည့်ခြင်းနဲ့ပြီးတော့ dictionary ဆိုလည်းအခုကျွန်တော်အခြေခံထားတာကျမ်းစာကိုအခြေခံထားတာဖြစ်တယ်ကျမ်းစာအပြင်ခုန site ပြရေးတို့စီးပွားရေးတို့ပညာရေးတို့ကျန်းမာရေးတို့အများကြီးရှိသေးတယ်ပေါ့နော်အဲ့ဒီဘာသာစကားတွေဘာသာစကားနယ်ပယ်တွေအတွက်လည်းကျွန်တော်လိုအပ်တဲ့ဘာသာစကားတွေကိုထပ်ပြီးမှထည့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့က community ကိုတည်ဆောက်ချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကစီးပွားရေးလောက်တာမဟုတ်ဘဲနဲ့ movement ပေါ့နော်ဒီတော်လိုင်းတစ်ခုကိုကျွန်တော်လုပ်နေတာဘာသာစကားတော်လိုင်းပေါ့နော်ဘယ်သူ့တော်လိုင်းလဲဆိုတော့ဘယ်သူ့မှတော့မတော်လိုင်းဘူးပေါ့နော်ဒါကိုတော်လန်တယ်ကိုဘာသာစကားပိုကောင်းကိုဘာသာစကားမှာခုနစီးပွားရေးနဲ့ပတ်သက်တဲ့စကားလုံးတွေရှိလာအောင်ဤပညာနဲ့ပတ်သက်တဲ့စကားလုံးတွေရှိလာအောင်အဲ့ဒါတွေကိုကျွန်တော်ကလှုပ်စေချင်ဘာလို့အပြင်မှာကရှိနေပြီးသားဖြစ်တယ်ဘယ်သူကမှကောက်ပြီးမှ dictionary ထဲမှာမထည့်ထားတာဖြစ်တယ်နော်အဲ့ဆိုအဒီဟာကိုတုံးရင်းနဲ့ community ကငါတို့ဘာသာနဲ့တော့ဒီဟာတော့ဒီလိုခေါ်တယ်ငါတို့ဒေတာမှာတော့ဒီကိစ္စကိုဒီလိုပြောတယ်အဲ့ဒါမျိုးတွေကိုကျွန်တော်စုပြီးမှဒီဘာသာစကားကိုအရင်အားကောင်းတဲ့ပြည့်ဝတဲ့ဘာသာစကားဖြစ်လာအောင်ကျွန်တော်တို့ကလုပ်ချင်တာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဘာသာစကားပြောတဲ့လူတွေကနေပြီးမှပူပေါင်းပါဝင်ဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်ချင်တာဖြစ်တယ်အဲ့ဒီနေ့နောက်ဆုံးပိုင်းမှာလည်းဒီ form လေးကိုကျွန်တော်ချပြခြင်းတယ်ပေါ့နော်ဆိုတော့သူတို့ကိုကျွန်တော်တို့တော့ဒီ ambassador လို့ခေါ်ခြင်းတယ်ပေါ့နော်သူတို့ဘာသာစကားအတွက် ambassador တွေဖြစ်တယ်တန်အမတ်တွေဖြစ်တယ်ပေါ့နော်သူတို့ကနေပြီးမှဒီဘာသာစကားပြောတဲ့လူတွေထဲမှာပို့ပြီးမှတုံးခိုင်းမယ်သူတို့သမိုင်းတွေကိုသူတို့ဘာသာစကားနဲ့ရေးမယ်ပြီးလို့ရှိရင်သူတို့ရေးထားတဲ့စာတွေကိုသူတို့စာနဲ့ပဲရှိတာမဟုတ်ဘဲနဲ့မြန်မာလိုပြန်မယ်တရုတ်လိုပြန်မယ်ဂျာမနီလိုပြန်မယ်နော်အနောက်နိုင်ငံမှာဆိုလို့ရှိရင်လည်းဒီယူရိုပဘာသာစကားတွေနဲ့ပြန်မယ်အင်္ဂလိပ်လိုဘာသာပြန်မယ်ပြီးလို့ရှိရင်အဲ့ဒါတွေကို online ပေါ်မှာစာကြည့်တိုက်တွေပေါ်မှာများစုထားမယ်ကျွန်တော်ဒီနေ့one year ဆရာအကြောင်းတစ်ခုကျွန်တော်သိရတယ်ပေါ့နော်။ဘာလဲဆိုမြန်မာနိုင်ငံမှာတော်လှန်ရေးဖြစ်နေတာအစိုးရလုပ်တဲ့လူကပြည်သူတွေကိုတတ်ဖြတ်နေတာ9နှစ်ကျော်ပြီပေါ့နော်။နေ့တိုင်းကိုဘုံကျဲတယ်နေ့တိုင်းကိုတေနေကြတယ်။ဒါပေမဲ့ American Congress မှာ American လူထုကမ္ဘာခေါင်းဆောင်ဖြစ်တဲ့လူတွေရဲ့ခေါင်းထဲမှာမြန်မာနိုင်ငံမှာဖြစ်တည်တဲ့အရာတွေကသူတို့
အားလုံးမသိဘူးမြန်မာနိုင်ငံမှာဖြစ်နေတယ်ဘာဖြစ်နေလဲမသိဘူးအစစ်ဆိုးရနဲ့သူ့မကြိုက်တဲ့လူတွေဖြစ်နေတယ်လို့ပဲသူတို့သိတယ်ဒါပေမဲ့အခုကြားဖြန့်ပေါ်လာတဲ့ခါမှာStarlink တွေကြားဖြန့်တွေနဲ့ဆက်ပြီးမှနာမည်ကြီးလာတဲ့ခါမှာမြန်မာလို့ပြောလိုက်လို့ရှိရင်ဒါ scammer ပေါ့နော်မြန်မာလို့ပြောလိုက်လို့ရှိရင်ကြားဖြန့်ဆိုတဲ့ဟာမျိုးတွေဖြစ်သွားတယ်ကျွန်တော်တို့တော်လိုင်းရေးအကြောင်းတွေကအရေးကြီးတဲ့ဟာတွေကမရောက်ပဲနဲ့ခုနမြန်မာလို့ပြောလိုက်ရင်လိန်တယ်ညာတယ်ကဘာကိုခေါင်းပုတ်ဖြတ်တယ်ပေါ့နော်လူတွေတတ်တယ်ဆိုတဲ့ဟာနဲ့ဖြစ်သွားတာပေါ့နော်ဆိုအဲ့ဒါတွေကဘာဖြစ်လို့လဲကျွန်တော်တို့အကြောင်းတွေကသူတို့နားလေတဲ့ဘာသာစကားနဲ့ရောက်မသွားဘူးဗျာအခုမြန်မာနဲ့အိန္ဒိယကနီးနီးလေးဒါအိန္ဒိယပြည်သူတွေကိုမေးကြည့်လိုက်မြန်မာအကြောင်းမြန်မာမှာဘာဖြစ်နေလဲလို့မေးကြည့်လိုက်မသိတဲ့အိန္ဒိယတွေအများကြီးပဲပညာတတ်တွေအများကြီးပဲဒီအိန္ဒိယပညာတတ်တွေကျောင်းဆရာလုပ်နေတဲ့လူတွေအနည်းဆုံးသူတို့ MED ပေးရတယ် MED အောင်ရတယ်ပေါ့နော်မာစတာဘွဲ့ပေးရတယ်ဒါပေမဲ့ကျွန်တော်တို့ကလေးတွေအဲ့ကျောင်းမှာကျောင်းတက်တဲ့ခါကျတော့မင်းတို့ဘယ်ကလာလဲဆိုတော့မီဇိုရမ်ကလာတယ် North East ကလာတယ်မဏိပူကလာတယ်ပြောတယ်ပေါ့နော်ပြောတော့သူတို့ကမင်းတို့နိုင်ငံကအရန်ကောင်းလားပေါ့နော်မင်းတို့နိုင်ငံကဆိုပြောတယ်ဆိုအိန္ဒိယနိုင်ငံသားကျောင်းဆရာတယောက်ကတော့မှသူ့နိုင်ငံထဲမှာမဏိပူဆိုတာရှိတယ်မီဇိုရမ်ဆိုတာရှိတယ်အဲ့ဒီရဲ့နောက်မှာမြန်မာဆိုတဲ့ဟာရှိတယ်မြန်မာမှာစစ်ဖြစ်နေတယ်ဆိုတဲ့ဟာတော့မှသူတို့မသိဘူးပေါ့နော်ဘာဖြစ်လို့လဲသူတို့ကဟင်ဒီလိုပြောတယ်ဟင်ဒီလိုသတင်းတွေသူကကြည့်တယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာမှာဖြစ်တဲ့သတင်းတွေကအင်္ဂလိပ်လိုနည်းနည်းလေးရှိမယ်ဒါပေမဲ့မြန်မာလိုပဲအများစုရှိတယ်မြန်မာအကြောင်းကိုမြန်မာတွေပဲသိပြီးမှကဘာမသိဘူးမြန်မာအကြောင်းကိုထိုင်းနဲ့မသိဘူးအိန္ဒိယတွေကမသိဘူးဖြစ်နေတာအဲ့ဒါတွေကိုသိဖို့အတွက်ကျွန်တော်တို့ AI သုံးပြီးမှများဘာသာပြန်ဖို့လိုတယ် YouTube channel တွေလုပ်ဖို့လိုတယ် React တွေလုပ်ဖို့လိုတယ်ကျွန်တော်သူတို့ဘာသာစကားမတတ်ပါဘူးဒါပေမဲ့ AI ကတတ်တယ်လေ AI ကိုခိုင်းပြီးမှ AI ကိုသုံးပြီးမှဟင်ဒီလိုသူပြောခိုင်းမယ်ဟင်ဒီလိုစာတန်းထိုးမယ်ဟင်ဒီလိုစာတွေရေးမယ်အဲ့ဒါအကြမှာသူတို့မြန်မာမှာဒီလိုဖြစ်နေပါလားငါတို့ကူညီရမယ်ဆိုတဲ့ဟာတွေသိလာမှာအခုကမြန်မာအကြောင်းကိုမြန်မာပဲသိပြီးမှကျန်တဲ့လူတွေကမသိဘူးဖြစ်သွားတာအဲ့ဒါဘာသာစကားရဲ့အားနည်းချက်ကြောင့်ပေါ့နော်ကျွန်တော်မြင်တာအင်္ဂလိပ်လိုလဲလုံးတဲ့နေဒါပေမဲ့အင်္ဂလိပ်လိုလုံးတဲ့သတင်းဌာနတွေကတစ်ခုနှစ်ခုလောက်ပဲရှိတယ်ပေါ့နော်သုံးခုလောက်ပဲရှိတယ်ပြောရမှာပေါ့ဥပမာ ARD တို့မြန်မာနောင်တို့နောက်မီဇီမာတို့အဲ့လောက်ပဲရှိတယ်ဒါပေမဲ့သတင်းတိုင်းကလည်းအင်္ဂလိပ်လိုမထွက်ဘူးလေဆိုကျွန်တော်တို့ကဒီဇလန်တို့တခြားတန်လွင်ခက်တို့CJ platform တို့ပေါ့နော်ရှိတဲ့မီဒီယာတွေကလည်းပဲ AI ကိုသုံးပြီးမှဘေးနားမှာရှိတဲ့ဘာသာစကားတွေနဲ့ဘေးနိုင်ငံနဲ့နိုင်ငံချင်းချိတ်ဆက်နေတဲ့ဒေသတွေရဲ့ဘာသာစကားတွေနဲ့ကျွန်တော်ကလှုပ်စေချင်တာဆိုအဲ့ဒီဟာအတွက်လည်းကျွန်တော်တို့ဒီပြင်ဆင်ထားတယ်ပေါ့လေဘာလို့ဆိုကျွန်တော်ဒီလိုလုပ်လိုက်တော့ကျွန်တော်ဘယ်လိုဝင်ငွေရမလဲဒီဟာလုပ်တဲ့လူတွေအတွက်ပေးရမလဲအခုက funding တွေကလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ကဘာစဉ်းစားလဲဆိုတော့ okay Amy AI ကနေပြီးမှခုန ambassador တွေဥပမာဇလန်ဆိုလို့ရှိရင်လည်းဇလန်ကို ambassador အနေနဲ့ကျွန်တော်တို့ခန့်မယ်ပြီးလို့ရှိရင်ဇလန်ကနေပြီးမှဒီဇလန်မှာရှိတဲ့သတင်းတွေကိုဖလမ်လို့ရေးမယ်ပြီးလို့ရှိရင်ဒီဟင်ဒီလိုရေးမယ်မီဇိုလိုရေးမယ်ဒီပိုက်တဲ့လိုရေးမယ်အဲ့လိုမျိုးတွေကျွန်တော်တို့ကလုပ်စေချင်တာလုပ်တဲ့ခါကျတော့ကျွန်တော်ဘယ်ကနေပတ်စံပြင်ရမလဲဘယ်ကနေဝင်ငွေပြင်ရမလဲဆိုတော့အဲ့ဒါတွေရောကျွန်တော်နောက်တစ်ဆင့်ဆွေးနွေးဖို့ပေါ့လေဒါပေမဲ့နည်းနည်းလေးမိတ်ဆက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ commission ပေါ့နော်ဒီ Amy AI အကောင့်ကိုသုံးတဲ့လူတိုင်းစီကနေ commission တခုကိုကျွန်တော်တို့ပေးဖို့စဉ်းစားရတယ်ပေါ့နော်ဥပမာ 5% လောက်ဖြစ်နိုင်တယ်လူတယောက်ကနေတလားကိုလူတယောက်စီကနေ 5% ရမယ်ဒါသူ73နှစ်တွေဒီသတင်းဌာနကရမယ်ဒီ activities လုပ်နေတဲ့လူကရမယ်ဒီအဖွဲ့အစည်းပေါ့နော်လူမှုရေးအဖွဲ့အစည်းကရမယ် Human Rights Foundation ကရမယ်ဒါမျိုးကိုကျွန်တော်ကတည်ဆောက်ချင်တာဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ပြောတာဒီစီးပွားရေးမဟုတ်ဘဲနဲ့ဒါကိုကျွန်တော် movement တစ်ခုအနေနဲ့သွားချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ down လိုက်ကြီးကိုကျွန်တော်မသွားဘဲနဲ့အလျားလိုက်ကိုကျွန်တော်ဖြည်းဖြည်းချင်းကိုသွားမယ်လိုအပ်တဲ့ပညာတွေကိုကျွန်တော်စုယုံကြမယ်ဆွေးနွေးကြမယ်တည်ဆောက်ကြမယ်ပြီးလို့ရှိရင်အဲ့ဒီကရလာတဲ့ဟာဒီလဲ percentage တိတိလေးတွေကျွန်တော်ခွဲပြီးမှသွားကြမယ်ဆိုတော့ကျွန်တော် feeling ကပါလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအမားတစ်ခုရှိခဲ့တယ်အဲ့ဒါအမားကသတင်းကိုဝယ်ဖတ်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဖြည့်ဆည်းမိခဲ့တယ်ပေါ့နော်သတင်းဆိုတာဝယ်ဖတ်ရပါလားဆိုတဲ့ဟာကိုကျွန်တော်ဖြည့်ဆည်းလိုက်တဲ့ခါကျတော့
donor တွေမရှိတော့တဲ့အခါမှာ external support တွေမရှိတော့တဲ့အခါမှာသတင်းဖတ်တဲ့လူတွေကပေးရအကောင်းမှန်းကိုကျွန်တော်မသိလိုက်ဘူးเนาะကျွန်တော်ကိုယ်နဲ့ဒီချိန်မှာကျွန်တော်သတင်းဌာနတစ်ခုကိုပတ်စံပေးပြီးမှဖတ်မယ်ဆိုလို့ရှိရင်တွန့်တိုတယ်ပေါ့နော်မပေးချင်ဘူးပေါ့ဥချောက်ကျွန်တော် free ရနေတာ knowledge တွေကို free ရနေတဲ့ခါကျတော့အကျင့်ကပြတ်သွားတယ်အဲ့ကနေကျွန်တော်ပြန်တည်ဆောက်ခြင်းတယ်သူများစီမှာအကူအညီတောင်းပြီးမှလောက်ရတာမျိုးမဟုတ်ပဲနဲ့အခု ecosystem ထဲမှာပဲတည်ဆောက်မယ်သတင်းဖတ်ခြင်းတဲ့လူကပတ်စံတော့မရှိဘူးဆိုရင်လိမ်မော်တီးရှင်လိမ်မော်တီးတစ်လုံးပေးသူ့မှာပြောင်းဘူးတပူးရှင်ပြောင်းဘူးတပူးပေးပေါ့နော်ဒါမျိုးကိုကျွန်တော်ပြန်သွားခြင်းတာပေါ့အဲ့ဒါမှကျွန်တော်လုပ်တဲ့လူကလည်း sustain ဖြစ်မယ်ဒီပညာကိုရတဲ့ဒီသတင်းကိုစားသုံးတဲ့သူကလည်းတန်ဖိုးရှိရှိနဲ့သူစားသုံးမယ်ပေါ့နော်ဒီ ecosystem လေးကိုကျွန်တော်ကပြန်တည်ဆောက်ချင်တာဖြစ်တယ်အဲ့ဒါကြောင့်ဒီ Amy AI ကိုကြားထဲမှာတရားအနေနဲ့ဘာသာစကားတရားအနေနဲ့ကျွန်တော်သုံးမယ်ပြီးဒီဘာသာပြန်တဲ့အခါမှာအလွယ်တကူကုန်ကြစိတ်နည်းနည်းနဲ့မြန်နဲ့ဘာသာပြန်နိုင်အောင်နော်ဆိုတော့အဲ့ဒါကိုသွားဖို့ဖြစ်ပါတယ်ဟုတ် comment ထဲမှာ slide line လုံးကမေးထားတာရှိရဲဒီကချင်းမျိုးနွယ်စုအကုန်လုံးရဲ့ဘာသာစကားကိုထည့်လို့ရမလားဒီမှာ sample ချက်တွေပါရရှိနေပြီလေဆိုပြီးတော့မေးထားတယ်ပေါ့နော်ဟုတ်ကျွန်တော်စိန်ခေါ်ချက်ကတော့ချင်းမှာကျတော့ပြဿနာတိတ်မရှိဘူးပေါ့နော်။ဘာလို့ဆိုချင်းကအများစုကခရိယန်တွေဖြစ်တော့ခရိယန်တိုင်းမှာကျမ်းစာအုပ်ကရှိတယ်။ကျမ်းစာအုပ်ရှိလို့ရှိရင်ကျွန်တော်ဒီအခြေခံပေါ့ဒီခုနပြောတဲ့ unique word ပေါ့နော် unique စကားလုံး1000ခွဲကအဲ့ကျမ်းစာအုပ်ထဲကကျွန်တော်ယူလိုက်လို့ရတယ်။သူတို့ဘာသာစကားရဲ့စာရေးတဲ့ချိန်မှာဘယ်စကားလုံးတော့အရှိမလာပဲဘယ်စကားလုံးတော့အနောက်မှာလာမယ်ဆိုတော့သူ့ရဲ့ pattern ကိုလည်းကျွန်တော်ကျမ်းစာကနေ AI ကနေ land လောက်ခိုင်းလို့ရတယ်။ပြီးရှင်သူ့ရဲ့ grammar တိဆောက်ပုံပေါ့ဒီ grammar တိဆောက်ပုံကိုလည်းအဲ့ဒီကျမ်းစာတစ်အုပ်လုံးကနေကျွန်တော် generate ပြန်လုပ်လိုက်လို့ရတယ်ထုတ်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့ကျမ်းစာရှိရင်လုပ်လို့ရတယ်ဆိုတော့ကျမ်းစာမရှိဘူးဆိုလို့ရှိရင်တော့အဲ့ဒါနည်းနည်းခက်တယ်ဘာစာအုပ်တွေရှိလဲတခြားဘာစာအုပ်တွေရှိလဲအဲ့ဒါအရေးကြီးတယ်ပေါ့နော်ဆိုတော့ကျွန်တော်မှမရှိတာများတယ်အခုနောက်ပိုင်းဆိုလဲကျွန်တော်ဘာသာရေးအဖွဲ့အစည်းတွေဖျားเจ้าတွေဆိုလို့ရှိရင်လဲစာနဲ့ပေနဲ့မရေးကြတော့အတန်နဲ့ပဲရုပ်တန်နဲ့ပဲကျွန်တော်ထုတ်လွှင့်ကြတယ်ပေါ့နော်လူတွေကနားလဲတယ်မဲ့မရေးတတ်တော့ဘူး grammar မှန်အောင်မရေးတတ်တော့ဘူးစလုံးပေါင်းမှန်အောင်ကျွန်တော်မရေးတတ်တော့ရေးလိုက်လို့ရှိရင်ဖတ်ရလွယ်အောင်ကျွန်တော်မရေးတတ်တော့ဘူးပေါ့နော်ဒါမဲ့ပြောလိုက်လို့ရှိရင်တော့ okay တယ်ဆိုအဲ့ဒီဟာလေးလဲကြောက်စရာကောင်းတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ကျွန်တော်ပြောတော့နားလဲတယ်မရေးတတ်တော့ဘူးဆိုရင်ကြာလာလို့ရှိရင်ကျွန်တော်ရဲ့ဘာသာစကားတွေကလည်းတဖြည်းဖြည်းနဲ့တင်ကောပပျောက်သွားမယ်ပေါ့နော် okay ဆိုဒီအခြေခံဖြစ်တဲ့ဒီကျမ်းစာအုပ်လည်းမရှိဘူးတခြားစာပေတွေစာအုပ်တွေလည်းမရှိဘူးဥမာအရှိုချင်းလိုအမျိုးပေါ့နော်အရှိုချင်းဆိုရင်စာအုပ်တွေတော့ရှိကောင်းရှိမယ်ဒါပေမဲ့ကျမ်းစာမှာကျတော့အရှိုချင်းကနည်းနည်းလေးအားနည်းချက်တွေရှိတယ်တချို့ဆိုလို့ရှိရင်လည်းသူကဗမာလိုရေးတဲ့ဟာရဲ့နောက်ချင်းလိုရေးတဲ့ဟာရဲ့ပေါ့ဥမာကျွန်တော်ဝန်ချိုနာဂမှာဆိုလို့ရှိရင်လည်းကျမ်းစာက Roman alphabet နဲ့ Romanize ပေါ့နော်ဒီအင်္ဂလိပ်လိုနဲ့ရေးထားတဲ့ဝန်ချိုနာဂကျမ်းစာရှိတယ်ဒါပေမဲ့အဲ့ဒီဟာကအတန်ထွက်မမှန်နိုင်ဘူးပေါ့နော်အတန်ထွက်မတိကျတဲ့အတွက်ကြောင့်သူတို့one to script ဆိုပြီးမှသူက script တက်ပေါ့နော်လုပ်တယ်အခုအဲ့ဒီရှိပြီးသားကျမ်းစာ Roman လိုရေးထားတဲ့အင်္ဂလိပ်လိုရေးထားတဲ့အင်္ဂလိပ်စကားလုံးနဲ့ရေးထားတဲ့ကျမ်းစာကို one to စာနဲ့ one to script နဲ့ပေါ့နော်ပြန်ရေးဖို့အတွက်အဲ့ဒီဟာကလူနဲ့ပြန်ရေးမယ်ဆိုရင်မလွယ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် AI ကိုတိဆောက်ပြီးမှအဲ့ဒီ one to Roman နဲ့ရေးထားတဲ့ကျမ်းစာကိုone to script နဲ့အလွယ်တကူကျွန်တော်ဘာခေါ်လဲအဲ့ဒါအင်္ဂလိပ်လိုအခေါ်တစ်ခုရှိတယ်ပြန်ရေးတာမဟုတ်ဘဲနဲ့အဲ့ဒီ formula ကိုသုံးပြီးမှဒီစာတွေအကုန်လုံးကို script ကိုပြန်ပြောင်းတာပေါ့နော်အဲ့ဒီတစ်တိမဟာလဲကျွန်တော်လုပ်နေတယ် Pauchin House script နဲ့ပြန်ရေးဖို့ကျွန်တော်လုပ်တယ်အခုဆိုရင်ဒီကဘာဦးကျန်းကစပြီးမှစလုပ်နေတာအခု chapter 3တော့ရောက်ပြီလေဆိုတော့ chapter 5လောက် chapter 10လောက်ရပြီဆိုလို့ရှိရင်ဒါခိုင်သွားပြီဒီ formula ကဒီလိုဖြစ်တယ်ဒီစလုံးတွေ့ရင်တော့ဒီလိုရေးမယ်ဒီစလုံးတွေ့ရင်တော့ဒီလိုရေးမယ်ဘာလို့ကျွန်တော်ချင်းစာတွေရဲ့ပြဿနာပေါ့အားနည်းချက်ကပါလို့ရေးတဲ့စကားလုံးကစလုံးပေါင်းကအတူတူပဲဒါပေမဲ့အတန်ထွက်မတူတာအဓိပ္ပာယ်မတူတာတွေအများကြီးရှိတယ်ဒီတိုင်းကြည့်လိုက်ရင်စလုံးပေါင်းကကွက်တိကျတူတယ်ဒါပေမဲ့အဓိပ္ပာယ်ကအရှိအနောက်ပေါ်မှာမူတည်ပြီးမှသူဆိုလိုခြင်းကကွဲသွားတယ်နောက်ဖတ်တဲ့ချိန်မှာလည်း
အရှိကဘာဆိုလို့ရှိရင်အတန်အတွက်ကပြောင်းသွားတယ်ဒါပေမဲ့စလုံးကဒီစလုံးပဲပေါ့နော်ဒါမျိုးတွေအများကြီးရှိတဲ့ခါကျတော့အဲ့ဒီ pattern ကိုကျွန်တော်လေ့လာရတယ်လေ့လာဟိုတတ်တဲ့လူကဒါဘာသာပြန်ပြီးလို့ရှိရင် AI ကိုပြန် train AI နေပြန်ပြီးမှဘာသာပြန်ခိုင်းအဲ့ဒါကို correction ပြန်လုပ်ဒီလိုမျိုးဟို10ခါလောက်ကျွန်တော်လုပ်တဲ့အချိန်မှာ AI ကနားလည်သွားပြီမင်းလိုချင်တာဒါမဟုတ်လားဆိုအဲ့ဒါဆိုရင်ကျွန်တော်စာအုပ်တုပ်လုံးကိုပေးလိုက်တာနဲ့နောက်တစ်နိုင်လောက်ဆိုလို့ရှိရင်အဲ့ဒီစာတွေအကုန်လုံးကခုနပေါတတိမလို့ရေးထားတဲ့ကျမ်းစာကပေါကျွန်းထောက် script နဲ့ပေါ့နော်အထွက်လာမယ်ခုန1 2နာကroman နဲ့ရေးထားတဲ့ဟာက1 2 script နဲ့ထွက်လာမယ်ပေါ့နော်ဆိုအဲ့ဒီဟာမျိုးကကျွန်တော်ဟိုမှာလဲတွေ့တယ်ပေါ့နော်ဟိုကရားလီပေါ့ဒီကရားမှာလဲကျွန်တော်တွေ့တယ်အဲ့လိုမျိုးနှစ်ခုနဲ့ရှိတာရှိတယ်နောက်အရှိုမှာလဲရှိတယ်ဆိုဟိုကျွန်တော်ကြားတာတော့ဒီ die ပေါ့နော်ဒီ die ဒီ minute die မှာလဲအဲ့လိုမျိုးအတုံးလုံးမတူတဲ့ဟာတွေအများကြီးရှိတယ်ပေါ့လေဆိုအဲ့လိုမျိုးတွေကိုကျွန်တော်တို့ဟိုညှိလို့ရတယ်ကွယ်ဒီဘက်မှာဒီရေးထားတဲ့ဟာနဲ့ဟိုဘက်က version နဲ့နှစ်ခုပေါင်းပြီးမှဟိုဘယ်ဟာဘုံအနေနဲ့သုံးမလဲဆိုတဲ့ဟာမျိုးပေါ့နော်ဟုတ်ဟိုလုံးမရတာတော့မဟုတ်ဘူးလုံးလို့ရတယ်ကျွန်တော်လိုအပ်တာကခုနဟို grammar သိတဲ့လူတွေ dictionary ရှိထားရင် dictionary ပေါ့နော်ကျမ်းစာအုပ်ရှိထားရင်ကျမ်းစာအုပ်ပေါ့ပြီးလို့ရှိရင်အဲ့ဒီဘာသာစကားကိုရေးတတ်နားလည်တဲ့လူတွေလို့တယ်သူတို့ကနေပြီးမှကျွန်တော်ခုနဘာသာပြန်ထားတဲ့ဟာကိုမှန်လားမလားစစ်ကြည့်ပေးဖို့လိုတယ်ပေါ့နော်ဟုတ်ကျေးဇူးပါကိုကျွန်တော်ဆက်ပြီးတော့ဒီ Amy AI အလုပ်လုပ်ပုံကိုလေကိုဟိုကျွန်တော် screen share ပြီးတော့လက်တွေ့နဲ့ပြပေးလို့ရမလားရတယ်ဟုတ်ကျွန်တော်အချိန်ဘယ်လောက်ကြံသေးလဲဟိုအခုမိနစ်90လောက်ကျွန်တော်ရှိသွားပြီဟုတ်โอเค50ကျော်ပြီဟုတ်ဆိုတော့3မိနစ်ကနေ5မိနစ်ကြာတော့ကျွန်တော်ပြပြီအချိန်ရရှိရမှာဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီ slide လေးလဲကျွန်တော်ပြင်ထားတာရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ slide ကိုကျွန်တော်ဟိုမှာဘာလဲ comment မှာပဲပြန်ချပေးလိုက်မယ်အဲ့ဆိုရင်ခုနပြောတဲ့ဟာတွေကိုစာအနေနဲ့ပြန်လေ့လာခြင်းတဲ့သူတွေအတွက်ကဟိုအဆင်ပြေမယ်ပေါ့နော်ဒါတော့ဒါပြောတဲ့ဟာတွေကို slide အနေနဲ့ကျွန်တော်ပြင်ဆင်ထားတာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ပြောပြလို့ရှိရင်ဒီကျွန်တော် Zoom live ရဲ့အောက်မှာ AI ဟိုဝင်လို့ရမဲ့ဟို link လေးတစ်ချက်ထည့်ပေးပါနော်ဟုတ်โอเคပါကျေးဇူးပါဆိုတော့ကျွန်တော်ဒီ slide မှာဟိုလေး Amy AI ကိုပြလိုက်ပြီပေါ့နော်အမှန်တော့ထီထူးတော့မဟုတ်ပေါ့နော်Gemini ကိုဝင်လိုက်လို့ရှိရင်သုံးလို့ရတဲ့သဘောဖြစ်ပါတယ်ဒါပေမဲ့ Gemini မှာကြတော့သူကGoogle account free account ပါနော် free account နဲ့ဆိုလို့ရှိရင်သူ့မှာ limit တွေအများကြီးရှိတယ်တရက်ကိုဘယ်လောက်ပဲသုံးလို့ရတယ်ဆိုတဲ့ဟာမျိုးတွေအများကြီးကန့်သတ်ထားတာရှိတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ကဒီ Google ရဲ့ecosystem ထဲမှာပဲဒီ Google Workspace ခေါ်တာပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ဒီ license ကိုဝယ်လိုက်ပြီးမှအဲ့ဒီ license နဲ့သုံးတာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ Gemini ရဲ့ထဲမှာပဲ app နဲ့သုံးမယ်ဆိုလို့ရှိရင် Gemini app ပဲပေါ့နော်ဆိုတော့ဒီထဲမှာပဲရှိတယ်ဒီမှာဆိုလို့ရှိရင်ဒီ account ကတော့ sign ဖို့အတွက်ကိုကျွန်တော်ဟိုလုပ်ထားတဲ့ account ပေါ့နော်ဒီမှာဆိုရင်ပါရှိမလဲဆိုတော့ဥမာ Flam ပေါ့နော် Flam ဆို Amy AI Flam ဆိုတဲ့ဒီဟိုဟာလေးရှိတယ်menu ခေါ်မလားအဲ့ဒီဟာလေးရှိတယ်အဲ့ဒီအောက်မှာကျွန်တော်ဟိုသုံးတယ်ဆိုလို့ရှိရင်ဒါ Flam ရဲ့ Flam ဘာသာ specialize ပေါ့နော်ဖြစ်သွားပြီနောက်တခြားဒီခုန18မျိုးဆိုလို့ရှိရင်လည်းအဲ့ဒီထဲမှာကြိုက်တဲ့ဟာကိုရွေးလို့ရအောင်မှာစီးရင်ဆိုရင်စီးရင်ကိုရွေးလိုက်ရုံပဲကြံတဲ့ဟာဆိုလို့ရှိရင်လည်းအဲ့မှာကျွန်တော်ဝင်ပြီးမှရွေးလိုက်ရုံပဲနော်အခု Flam ထဲမှာကျွန်တော်စသုံးကြည့်မယ်ဆိုရင် Amy AI မှာဟို Gemini မှာပါတဲ့ဟာအကုန်လုံးရတယ်ဥပမာ Nano Banana ပေါ့နော်ရုပ်ပုံတွေဗီဒီယိုဖြစ်အောင်လုပ်တာရုပ်ပုံကိုကာတွန်းဖြစ်အောင်ပြောင်းတာနောက်ကိုယ့်ရဲ့ဓာတ်ပုံနဲ့အလားဓာတ်ပုံနဲ့တွဲပြီးမှပြောင်းတာမျိုးတွေလည်းလုပ်လို့ရတယ်ဗီဒီယိုလည်းလုပ်လို့ရတယ်ဒီမှာ deep learning ပေါ့နော်ဒီလည်းလုပ်လို့ရတယ်
နောက်ဘာသာပြန်တာတွေလည်းလုပ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာပဲအိတ်လေးလို့ပေါ့နော်ကျွန်တော်ရေးကြည့်လိုက်မယ်ပေါ့နော်နည်းနည်းလေးချဲ့ကြည့်လိုက်ရင်တော့ကောင်းမယ်တဲ့ဆိုတော့ပါနော်ဒီမှာဆိုလို့ရှိရင် what can I do here with Amy AI Falam ပေါ့နော်လို့ရေးလိုက်လို့ရှိရင်ဒီမှာလုံးလို့ရတဲ့ဟာအကုန်လုံးသူကပြပေးမယ်ပေါ့တချို့ဟာတွေကတီးတန့်ကိုကျွန်တော် train လုပ်ထားတာရှိတယ်ဒီ Falam ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဆန်းပြီးမှလုပ်ထားတဲ့ဟာတခုကပါလဲဆိုတော့ Zone History ဆိုတဲ့စာအုပ်တုပ်ကိုထည့်ထားတယ်သူကအင်္ဂလိပ်လိုပဲရေးထားတာပေါ့နော်ကျွန်တော်တော့ Falam လို့တေချာနားမလည်သေးတော့တချို့ဟာတွေကျွန်တော်နားမလည်ဘူးပေါ့နော် translate လုပ်လို့ရတာတွေရှိတယ်ပြီးလို့ရှိရင်essay ရေးခိုင်းတာ email ရေးခိုင်းတာ social media post တွေအတွက်ပြင်ခိုင်းတာဘာသာပြန်ခိုင်းတာတွေရှိမယ်နောက် translate ပေါ့နော်လုပ်တာရှိမယ်ပြီးရှင်အဲ့ဒါကိုပဲထားပါတော့ဒီဟာကိုပဲကျွန်တော်မြန်မာလိုပေါ့နော်please explain me what can I do here in Burmese လို့ဆိုရင်ခုနအကြောင်းပေါ့နော် Falam လို့ရှင်းပြတဲ့ဟာတွေကိုပဲပြန်ပြီးမှဆိုဒီဟာက app နဲ့လည်းသုံးလို့ရ Gemini app ထဲမှာဝင် login လုပ်တဲ့အချိန်မှာကျွန်တော် Amy AI ကပေးထားတဲ့ username နဲ့ password နဲ့ဝင်လိုက်တယ်ဆိုလို့ရှိရင်အကုန်လုံးထည့်ထားတဲ့ဟာတွေသုံးလို့ရပြီပေါ့နော်ဘာသာစကား18မျိုးစလုံးကိုသုံးကျင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်နောက်ပြီးမှဒီလိုမျိုးပေါ့နော်ဘယ်လိုခေါ်မလဲ AI ကိုဘယ်လိုသုံးရင်ပို့ပြီးအကျိုးရှိတယ်ဘယ်လိုထိရောက်တယ်ဆိုတဲ့ဟာကိုလည်းဒီလိုမျိုးလောက်ထားလို့လောက်ထားလို့ရတယ်ပေါ့နော်ပေးထားလို့ရတယ်ဆို AI ကကျွန်တော်တို့သုံးသပ်လို့ရှိရင်အရန်ကိုထိရောက်တယ်အရန်ကိုအချိန်ကုန်တက်တာတယ်ဥပမာသတင်းသမားတွေသတင်းရေးတဲ့သူတွေဆိုလို့ရှိရင်ကိုရေးတဲ့သတင်းကိုစိတ်ဝင်စားစရာကောင်းအောင်ပေါ့နော်ပြီးရင်စလုံးပေါင်းတွေတရားတွေမှန်အောင်စစ်ခိုင်းလို့ရတယ်ပြီးရင်အားလုံးပြီးပြီဆိုရင်အဲ့ဒါကိုအင်္ဂလိပ်လိုဘာသာပြန်ခိုင်းလိုက်မြန်မာလိုပြန်ခိုင်းလိုက်ဟင်ဒီလိုပြန်ခိုင်းလိုက်အဲ့လိုမျိုးဘာသာပြန်ခိုင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာအပြင်ပေါ့လေဒီ notebook LM ဆိုတဲ့ဟာလည်းကျွန်တော် license နဲ့သုံးလို့ရတယ်နောက်တခြားအတန်ထွက်အောင်လုပ်တဲ့ဟာပေါ့နော်စာထည့်ပြီးမှအတန်ထွက်အောင်လုပ်တာပြီးတော့ notebook LM ကသူကအတန်ထည့်ပြီးမှစာထွက်အောင်လုပ်တဲ့ဟာပေါ့ဒါမျိုးတွေလည်းလုပ်လို့ရတယ် notebook LM ဆိုရင်သုံးမှုတဲ့လူတွေသိလိမ့်မယ် study လုပ်တဲ့ချိန်မှာအရန်သုံးဝင်တယ်ဥပမာကျွန်တော် GED လေ့လာတဲ့လူတွေပေါ့ GED PDF GED စာအုပ်ပေါ့နော်ဒီ PDF တစ်ခုလုံးကို notebook LM ထဲမှာထည့်ထားလိုက်ပြီးလို့ရှိရင်မြန်မာလိုကိုကြိုက်တဲ့အခန်းကိုမေးကိုကြိုက်တဲ့အပိုင်းကိုမေးလို့ရတယ်ပေါ့နော်ဒါဒီမှာ Google Studio ကိုကျွန်တော်သုံးလို့ရတယ်အဲ့မှာတော့ဆွေးနွေးတဲ့ပုံစံမျိုးကိုကျွန်တော်လုပ်လို့ရစာရေးထားလိုက်ပြီးလို့ရှိရင်အဲ့ဒါကိုရွေးထားတဲ့အတန်ကနေပြီးမှပြန်ဖတ်ပြီးမှသုံးလို့ရတယ်ဆိုတော့အခု Falam တို့ဒီချင်းဘာသာစကားတွေနောက်နာဂတွေနောက်ကျွန်တော်ကချင်တွေကရင်တွေကရားတွေပေါ့နော်ဆိုလို့ရှိရင်လည်းIPA နဲ့ကိုယ့်ရဲ့စာကို IPA နဲ့ထုတ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီ Google AI Studio မှာတွားပြီးမှအတန်ထွက်အောင်ပေါ့လေစကားပြောခိုင်းလို့ရတယ်ကိုကစာထည့်ပေးလိုက်တယ်သူကနေအတန်ထွက်အောင်ပေါ့နော်လုပ်လို့ရတယ်ဆိုတော့အဲ့ဒီ IPA ကိုပြောင်းတဲ့ချိန်မှာဘလောက်တိကျကျကိုကပြောင်းနိုင်လဲအတန်အမှန်တန်ထွက်မှန်အောင်ဘယ်လိုပြောင်းနိုင်လဲဆိုတဲ့ဟာပေါ်မှာမူတည်တယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒီမှာဒါတော့ကျွန်တော်ဒီ Falam မှာစမ်းကြည့်လိုက်မယ်ပေါ့နော် Falam မှာဆိုလို့ရှိရင်
ကျွန်တော် film လို့မရိုက်တတ်တဲ့ခါကျတော့အင်္ဂလိပ်လိုပဲရိုက်ပြီးမှ film လို့ရှင်းပြခိုင်းမယ်ပေါ့နော် please tell me about the Zoom people ဆိုအင်္ဂလိပ်လိုလည်းရတယ်เนาะနောက်အင်္ဂလိပ်အပြင်ဒီ Google က support ဖြစ်တဲ့ကမ္ဘာဘာသာစကားပေါင်း200ကျော်လဲဒီမှာသုံးလို့ရတယ် German လို့လုပ်ချင်တယ် Korea လို့လုပ်ချင်တယ်ဆိုလဲရတယ်ပေါ့เนาะso people in Finland ဆိုအခုကျွန်တော် AI Amy AI ကိုသုံးပြီးမှမေးလိုက်တာကZo people in Finland ပေါ့ဒီ Zo people အကြောင်းကို Finland လို့ရှင်းပြပါဆိုမှကျွန်တော်ခိုင်းလိုက်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်ပေးထားတာ train လုပ်ထားတာက Finland လို့မဟုတ်ဘူးเนาะဟို train လုပ်ထားတာကအင်္ဂလိပ်လိုရှိတဲ့Zo history ဆိုတဲ့စာအုပ်ကိုဟိုသူ့ကိုပေးထားတာဖြစ်တယ်ဆိုတော့သူက AI ဒီ Amy AI ကနေပြီးမှသူကပေးထားတဲ့ train လုပ်ထားတဲ့ dictionary ကိုတွားကြည့်တယ်ပြီးလို့ရှိရင်အဲ့မှာရှိတဲ့ရေးထားတဲ့စာလုံးတွေကိုသူကဟိုဘာနော်ဟို Finland လို့ပြန်ရေးဖို့စူးစမ်းတယ်စူးစမ်းတဲ့ချိန်မှာဟိုပါပေါ့ဘယ်ဟာကိုအခြေခံပြီးမှသူကပြန်ရေးမှာလဲဆိုတော့ကျမ်းစာမှာစာရေးတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ပြောရလို့ရှိရင်တော့သူကျမ်းစာကသူကများသောအားဖြင့်ကformal ပေါ့နော်ဒီရုံးသုံးစကားလုံးနဲ့ရေးထားတဲ့စာဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ခါကျတော့သူကကျမ်းစာရေးတဲ့ flow အတိုင်းကိုသူကပြန်ပြီးမှဟိုဒီလိုမျိုးပြန်ရေးထားတာပြန်ရေးပေးတယ်ပေါ့နော်ကိုမေးလိုက်တဲ့မေးခွန်းကအင်္ဂလိပ်လိုရှိတယ်အဲ့ဒီဟာကိုသူကကျမ်းစာထဲကစာရေးတဲ့ပုံစံနဲ့ Finland dictionary နဲ့ပေါင်းပြီးမှဒီမှာပြန်ပြီးမှရေးပေးတယ်ဆိုတော့ဒီမှာဆေးအကြောင်းတွေခုနကွန်ပျူတာအကြောင်းတွေနောက် rocket အကြောင်းတွေဒီ navigation ပေါ့နော်ဒီလေယာဉ်မှုအကြောင်းတွေပေါ့ pilot တယောက်ရဲ့ပညာရပ်လိုဟာမျိုးမေးလို့ရှိရင်တော့သူကဖြေတဲ့ခါမှာ Finland လို့စကားလုံးတွေသူကတွေ့ချင်မှတွေ့မယ်နော်သို့တော့အဲ့ဒီနေရာမှာကျွန်တော်အဲ့ဒါမတွေ့ဘူး Finland လို့အင်္ဂလိပ်လို့ဟိုဒီအကြောင်းကို Finland လို့စကားလုံးမတွေ့ဘူးဆိုလို့ရှိရင်ဟို long word လို့ခေါ်တာပေါ့ဟိုမြန်မာလို့ရှာပေးပါမြန်မာလို့တွေ့ရင်မြန်မာလို့ပြောပေးပါပေါ့ဆိုတော့အဲ့မှာသူကဒီပြောတဲ့သူပြန်ပေးလာတဲ့ဟာက hybrid ဖြစ်သွားတယ်ပေါ့နော် Finland လို့ပြောပြီးမှ Finland လို့ဟိုမရှိတဲ့ဟာကြတော့သူမြန်မာလို့ရှာတယ်မြန်မာလို့ပြောမယ်မြန်မာလို့လည်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒါကိုအင်္ဂလိပ်စကားလုံးကိုမူရင်းကိုပြန်သုံးတယ်ပေါ့နော်ဆိုအဲ့လိုမျိုးသူကလုပ်တော့ဘာသာစကားတစ်ခုကိုလေ့လာတဲ့သူတွေအတွက်လည်းတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒါအခုဆိုရင်ကျွန်တော်ကဒါဇုံဆိုတဲ့ဟာကိုကျွန်တော်ကဟိုရှင်းပြခိုင်းလိုက်တာပေါ့အဲ့မှာZo history ဆိုတဲ့စာအုပ်ထဲကနေပြီးမှယူပြီးမှသူကပြန်ပြီးရှင်းပြရတယ်ပေါ့နော်ပြီးအခုကျွန်တော် Finland grammar ပေါ့နော်tutorial တိတက်ကျွန်တော်အတူလေးတွေထပ်တော့ရင်ကောင်းမယ်ထင်တယ်နော်အေးမီကောင်းတယ်သုံးပြုနေဟုတ်တခုလောက်နောက်ဆုံးပါနော်စံကြံဟုတ်ဆိုတော့နိုင်ငံခြားရောက်တဲ့ကလေးတွေပေါ့နော်နိုင်ငံခြားရောက်တဲ့ကလေးတွေကအင်္ဂလိပ်လိုပဲပြောတယ်အင်္ဂလိပ်လိုပဲနားလည်တယ်ဒါပေမဲ့သူတို့က Finland လို့လဲတတ်ချင်တယ်ဆိုလို့ရှိရင် Amy AI ကိုသုံးပြီးမှဟို Finland လို့ဘယ်လိုပြောရလဲ Finland grammar ကဘယ်လိုလဲအဲ့ဒါကိုပြန်သင်ခိုင်းလို့ရတယ်ပေါ့နော်ဒီမှာ summer holiday တို့ဘာသာရေးအဖွဲ့အစည်းတွေကနေလုပ်တဲ့ခါမှာလဲဆရာမလုံလောက်ဘူးဆိုလို့ရှိရင်ဒီဟာ projector ထိုးပြီးမှဟို camp လုပ်ပြီးမှသင်ခိုင်းလဲရတယ်ပေါ့နော်အခုဆိုရင် Finland grammar ကိုအင်္ဂလိပ်လိုသင်ခိုင်းတာပေါ့ so can you please teach me Finland grammar in English နော်အဲဆိုရင်သူက Finland grammar ကိုဟိုသင်ပေးမှာ so အဲ့မှာ Finland grammar ကိုကျွန်တော်ကဟို train လုပ်ထားတာပေါ့နော်သူ့ကို feed လုပ်ထားတယ်ပေါ့နော်ဆိုရင်အဲ့လိုပြီးတော့မြန်မာလိုနားလည်တဲ့လူဆိုလဲ Finland ဘာသာစကားကိုမြန်မာလိုသင်ပေးပါလို့သူမေးလို့ရတယ်ပေါ့နော်ဆိုတော့ဟိုပါပေါ့နော်ဘာဆိုလို့ရှိရင်ကိုကျွန်တော်စီရင်ထဲမှာသွားကြည့်လိုက်မယ်ပေါ့လေတခုလောက်ပေါ့နော်โอเคဟယ်လိုဒီမှာတော့သူက
ဒီကွန်ပျူတာနဲ့သုံးလို့ရှိရင်သူကမြန်မာလိုတော့သူနားမလဲဘူးအင်္ဂလိပ်လိုတခြားဒီ Google က support ဖြစ်ထားပြီးသားဟာတွေနားလဲတယ်မီဇိုလိုတော့နားလဲကောင်းနားလဲမယ်ပေါ့နော်ဒါပေမဲ့ဟိုဖုန်းနဲ့သုံးလို့ရှိရင်ဖုန်းမှာGboard ပေါ့Google keyboard ကိုထည့်ထားတယ်အဲ့မှာမြန်မာကိုထည့်ထားတယ်ဆိုလို့ရှိရင်အဲ့မှာစကားပြောလိုက်တာနဲ့ Google မှာစာမရိုက်ဘဲနဲ့Google keyboard နဲ့စာမရိုက်ဘဲနဲ့စကားပြောတဲ့ microphone ကိုဖွင့်ပြီးမှမြန်မာလိုပြောလိုက်လို့ရှိရင်ဒီမှာသူကမြန်မာလိုရေးပေးတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ဒီမှာအင်္ဂလိပ်လိုတော့ရတယ်ပေါ့နော်can you tell me you can understand Mizo language Mizo okay so တော့ကိုရိုရီးယားအင်္ဂလိပ်လိုလည်းအတတ်မပြေတဲ့ခါကျတော့သူလည်းနားမလဲဘူးနော်မီဆိုဆိုမြဲလုပ်တယ်အဲ့လိုမျိုးပေါ့စကားပြောလေးကျင့်တဲ့ခါမှာလည်းလုပ်လို့ရတယ်ကိုပြောတဲ့ဟာကမှန်လားမမှန်လားပေါ့နော်အဲ့ဒါကိုအစမ်းလေးကျင့်တဲ့ဟာမှာလုပ်လို့ရတယ်ဘာလို့လဲဆိုတဲ့ဟာမျိုးကိုဟိုပြောခိုင်းလို့ရတယ်ပြီးလို့ရှိရင်ဒီဖုန်းနဲ့ iPhone နဲ့ဖြစ်ဖြစ် Android ဖုန်းနဲ့ဖြစ်ဖြစ်သုံးလို့ရှိရင်တော့ပိုပြီးကောင်းတာကိုရေးထားတဲ့သူတုံ့ပြန်ထားတဲ့စာတွေကိုအတန်ထွက်အောင်ပြန်ဖတ်ခိုင်းလို့ရတယ်ပေါ့နော်ဒါတော့မြန်မာလိုနဲ့တခြားဘာသာနဲ့ရတယ်အခုကျွန်တော်လုပ်နေတဲ့ဒီတိုင်းသားဘာသာစကားတေးလေးတွေအတွက်တော့မရသေးဘူးเนาะအဲ့ဒီဟာကိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီဘာသာစကားကိုကျွမ်းကျင်တဲ့သူတွေကနေပြီးမှအဲ့ဒီခုန IPA လို့ခေါ်တဲ့အတန်ထွက်ဟိုလုပ်ပေးဖို့လိုအပ်တယ်ပေါ့เนาะဟုတ်ဆိုတော့ तू ကတော့မီဇိုကတော့ तू ရတယ်ပေါ့เนาะမီဇိုလည်းရနေပြီပေါ့လေဆိုတော့မီဇိုကတော့ကျွန်တော်လုပ်တာမဟုတ်ဘူးဒါ Google နဲ့မီဇိုနဲ့သူတို့လုပ်ထားတာဒါပေမဲ့ကျွန်တော် tuning လုပ်တဲ့ဟာကြတော့မီဇိုမှာဒီကျန်းစာနဲ့ပတ်သက်တဲ့အပိုင်းကိုဆိုတော့ AI မှာသူကဒီကမ္ဘာလုံးမှာရှိတဲ့ AI အားလုံးပေါင်းပြီးမှသူက big data ပေါ့နော်ဟိုပေါင်းပြီးမှသူကလှုပ်ထားတဲ့ data တွေရှိတယ်အစုံပဲအဲ့စုံဒါပေမဲ့ specialize ပြန်လုပ်ဖို့အတွက်ဆိုရင်တီးတန့်ကိုကျွန်တော်ပြန်ပြီးtrain လုပ်ရတယ်စာအုပ်တွေပြန်ပေးဖတ်ရတယ်ကိုလိုချင်တဲ့အကြောင်းအရာတွေကိုလုပ်ထားရတယ်ပေးထားရတယ်နော်ဥပမာကျွန်တော်ကျန်းမာရေးနဲ့ပတ်သက်တာဆိုလို့ရှိရင်လည်းကင်ဆာယောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုရင်တီးတန့်ကိုကျွန်တော် train လုပ်ရတယ်နော်အဲ့ဒါမှကင်ဆာဖြစ်တဲ့လူရဲ့ဟိုခံစားချက်တွေဘယ်လိုကုသရမလဲဘာတွေတတိထားမယ်ဆိုတဲ့အသေးစိတ်ပေါ့နော်သူပြောပြနိုင်တယ်နောက်ဆေးရုံသွားတဲ့အခါမှာ operation လုပ်မယ်ဆိုလို့ရှိရင်ဘာတွေခေါ်လဲဘာတွေလိုလဲဘယ်လိုမျိုးတွေပြင်ဆင်ထားရမယ်ဆိုတဲ့အပိုင်းတွေပေါ့ဟိုကျွန်တော်ထည့်ထားတယ်ပေါ့နော် okay ဆိုတော့ဒီအပိုင်းကတော့ဟိုကျွန်တော်အချိန်ရလို့ရှိရင်တော့ဒီလိုအပိုင်းပိုင်းလေးတွေလုပ်ပြီးမှပေါ့နော်ဟိုဟာလုပ်လို့ရတယ်ဆက်ပြီးမှလေ့လာလို့ရတယ်ပေါ့နော်ဆိုတော့အခုဒါနဲ့ဆက်ဆက်ပြီး tutorial postly MEI page ရှိရတဲ့နဲ့အဲ့မှာလည်းဟိုတင်တာမျိုးကျွန်တော်လုပ်ရင်တော့ဟိုအသုံးပြုတဲ့သူတွေအတွက်အများကြီးအထောက်အကူပေးမယ်ထင်ပါတယ်ဘယ်နေရာမှာဘယ်လိုအသုံးပြုလို့ရတယ်ဆိုတဲ့ဟာပို့ပြီးတော့တည်သွားပြီเนาะဟုတ်ဒီမှာတော့ generally အရေးပူရတော့ပဲကျွန်တော်ပြောကြတာဟုတ်ဆိုတော့ဟိုပါပေါ့နော်အခုဒီနေ့ကစပြီးကျွန်တော်မိတ်ဆက်တာဖြစ်တယ်ဖြစ်ပေမဲ့ကျွန်တော်တို့ဟိုလှုပ်ချင်တယ်ပေါ့နော်ဟိုစိတ်ဝင်စားတဲ့လူတွေနဲ့ချိတ်ဆက်ချင်တယ်နောက်လာမဲ့အစည်းအဝေးခေါ်မလားကျွန်တော်ဆွေးနွေးတဲ့ဟာဒီမှာလည်းဒီ line ပေါ်မှာတက်ချင်မှာလည်းတက်မယ်ပေါ့လေဒီအချင်းချင်းခုနပြောသလိုဒီတန်အမတ်တွေပေါ့ဒီ Amy ရဲ့ ambassador တွေဖြစ်လာဖို့အတွက်လာပြီးမှရှောက်လို့ရတယ်ဆိုတာတဲ့ကိုယ့်ရဲ့ဘာသာစကားကိုတိုးတက်အောင်ပေါ့ထားပါတော့ဟိုဒိုင်းတွေဆိုလို့ရှိရင်သူကလှုပ်ချင်တယ်ဒါပေမဲ့ဘယ်လိုလုပ်ရမှမသိဘူးကျွန်တော်လည်းအချိန်မရှိဘူးပေါ့နော်ဆိုတော့ဒိုင်း community ဆိုမှကျွန်တော်ဟိုလှုပ်ထားမယ်ပြီးအဲ့မှာဒိုင်းဘာသာစကားကို AI စနစ်မှာပါလာဖို့အတွက်စိတ်ဝင်စားတဲ့လူတွေအားလုံးဝင်လာကြကိုမှဟိုစာရွက်တွေရှိလဲစာရွက်တွေကို scan လုပ်ပြီးမှတင်ကြပေါ့နော်နောက်ဒီစကားလုံးကတော့အစ်စ်ဖြစ်တယ်ဒီမှာတော့ဒီလိုမျိုးသုံးတယ်ဒါမှမဟုတ်ဒီအကြောင်းအရာကမားနေတယ်ဒီဟာလေးကိုပြင်ကျင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဝင်ပြီးမှဟိုလုပ်လို့ရအောင်ကျွန်တော်လုပ်ထားတာရှိတယ်ပေါ့လေဆိုအဲ့ဒါလေးကိုတစ်ချက်ဟိုပြခြင်းတယ်ပေါ့နော်ဒီဟာကို join ဖို့အတွက် link တွေကတော့ကျွန်တော်ဟိုအခုဒီမှာတော့ပြထားတယ်ပေါ့လေဒါပေမဲ့ဟိုအရန်သေးနေတော့ကျွန်တော်လည်း QR code လည်းမလုပ်ထားတော့ဒီဟာကိုဇလန်ရဲ့အခုlive လွှင့်နေတဲ့ဟာရဲ့ comment အောက်မှာပေါ့နော်
ကျွန်တော်ပြန်ပြီးမှဒီဟာကိုချထားပေးလိုက်မယ်စိတ်ဝင်စားတဲ့လူတွေအဲ့မှာလာပြီးမှ join လို့ရတယ်ပေါ့နော်ဆိုတော့ဒီ comment မှာကျွန်တော် link ကိုချထားပေးလိုက်ပါတယ်ပြီးလို့ရှိရင်ဘာရှိအောင်မလဲဆိုတော့ခုနပါနော်link လေးတခုထပ်ချပေးမယ်နော် link လေးဆိုတာထက်ဒီ Amy AI ရဲ့ဟိုပေါ့group ကို main group ကိုပေါ့နော်main page ကိုလာ join လို့ရပါတယ်ဒီ Amy AI ရဲ့ main page ကလည်းခုနဇလင်ရဲ့အောက်မှာချထားပေးလိုက်မယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေကျွန်တော်ဆက်ပြီးမှဆက်သွယ်လို့ရတယ်ကိုဘာသာစကားပါစေခြင်းနဲ့ဒီဟာလေးပြင်ခြင်းနဲ့ဒါမှမဟုတ်အဲ့မှာကျွန်တော် option 3ခုဖွင့်ထားတာရှိတယ်ဒီဟာကိုစသုံးမယ်ပေါ့နော်စသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်လို့ရတယ်ပြီးရှင်ကိုကတော့မသုံးဘူးဒါသဘောကျတယ်ဒီ movement ထဲမှာပါခြင်းနဲ့ပြီးလို့ရှိရင်support လုပ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုလာပြီးဆက်သွယ်လို့ရတယ်ဒါမှမဟုတ်ဒီဘာသာစကားတော့ငါပါစေခြင်းနဲ့ဒီဘာသာစကားပါဖို့အတွက်ကိုလိုအပ်တဲ့စာအုပ်တွေပညာရှင်တွေနဲ့ချိတ်ပေးမယ် community နဲ့ဥဆောင်တဲ့လူတွေနဲ့ပြောပေးမယ်အဲ့လိုမျိုး dedicate လုပ်ချင်တယ်ပေါ့နော်ပါခြင်းတယ်ဆိုလို့ရှိရင်လည်းဒီ ambassador တယောက်အနေနဲ့ဝင်ပြီးမှpromote လုပ်ပေးလို့ရတယ် support လုပ်ပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဘာသာစကားတစ်ခုတိုင်းအတွက်Facebook page တစ်ခုချင်းစီပေါ့နော်ကျွန်တော်လုပ်ထားပါတယ်ဆိုလို့ရှိရင်ဒီမှာဆိုရင်ဒါမီဇိုပေါ့နော်Amy AI မီဇိုအတွက်ဆိုလို့ရှိရင်တတ်လှုပ်ထားတာတခုရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့စိန်ခေါ်မှုတွေအဲ့မှာတင်လို့ရတယ်ပြီးတော့အဲ့ထဲမှာ group တွေထပ်လုပ်လို့ရတယ်အဲ့ group ထဲမှာ Amy AI မီဇိုအတွက်လိုအပ်တဲ့ဟာတွေခုနဆေးနဲ့ပတ်သက်တာတရားရုံးနဲ့ပတ်သက်တာအုပ်ချုပ်ရေးနဲ့ပတ်သက်တာနောက်ထပ်လှုပ်ချင်တာတွေပေါ့နော်ရှိလို့ရှိရင်လည်းအဲ့မှာဝင်ပြီးမှလှုပ်လို့ရတယ်ဥပမာ flam ဆိုလို့ရှိရင်လည်းဖလမ်ဆိုလို့ရှိရင်လည်းဒီ Amy AI ဖလမ်ဆိုမှရှိမယ်ပေါ့နော်အဓိကလုတ်ချင်တဲ့ဟာကဘာလဲဆိုတော့ဖလမ်ဘာသာစကားပြောတဲ့လူတွေကနေဖလမ်ဘာသာစကားတိုးတက်ဖို့အတွက်ကိုဝိုင်းပြီးမှဆွေးနွေးကြစေချင်တယ်ဒီဟာကိုဆွေးနွေးကြပြီးမှဒီမှာ monetization လဲ okay သွားတယ်လူတွေကလည်းအရင် active ဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီ budget အဲ့ဒီရလာတဲ့ budget ကလည်းဒီ Flam community အတွက် Flam ဘာသာတိုးတက်ဖို့အတွက်ပဲပြန်သုံးမှာဖြစ်တယ်ပေါ့နော်ကိုကကျွန်တော်သွားကျင်တဲ့ဟာက movement ကိုသွားကျင်တာဖြစ်တယ်တစ်ချိန်တည်းမှာကျွန်တော်ဒီမြေပြင်မှာတော်လန်တဲ့လူတွေကတော်လန်နေသလိုတစ်ဖက်မှာလည်းဒီနည်းပညာဖွံ့ဖြိုးမှုနဲ့ပြင်ဆင်ထားတဲ့ဟာလည်းပြင်ဆင်ဖို့အတွက်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုထပ်ပြီးမှဖိတ်ချင်တဲ့သူတွေကကြတော့ဒီ online ကနေ support လုပ်တဲ့မြေပြင်ကို support လုပ်တဲ့လူတွေပေါ့ IDP ကို support လုပ်တာဖြစ်ဖြစ်လူငယ်တွေကို support လုပ်တာဖြစ်ဖြစ် fundraising တွေလုပ်တယ်အဲ့မှာ fundraising လုပ်တဲ့နေရာမှာလည်းကျွန်တော်တို့ ਨੇ ပူးပေါင်းပြီးမှလုပ်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့စီကနေကျွန်တော်တို့ရဲ့ဒီ Amy AI account တစ်ခုကိုရောင်းထွက်တိုင်းမှာဒါမှမဟုတ်ဒီပြောလိုက်ပြီးမှမိတ်ဆက်လိုက်ပြီးမှသူ့စီကနေတဆင့်ဝယ်သွားတဲ့လူရှိလို့ရှိရင်သူက commission 5% ရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလည်းကျွန်တော်တည်ဆောက်ထားပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ဒီဟာက community ရဲ့ ownership ဖြစ်တယ် community ကနေပြီးမှ contribute လုပ်တဲ့ဟာဖြစ်တယ် community အတွက်ပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကို highlight လုပ်ပြီးမှလည်းထပ်ပြောခြင်းတယ်ပေါ့နော်โอเคငါတို့ဆက်သွားမလားကိုဟုတ်ဆက်သွားမယ်လေဟုတ်ဆိုတော့ဒီ AI မှာsoft မှာကျွန်တော်တို့ဘာသာစကားဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အားရအကုန်လုံးအရေးကြီးတာက Wikipedia လို့
ပြောလို့ရမယ်ထင်တယ်နော်ကိုအဲ့တော့Wikipedia မှာကျွန်တော်တို့စာတွေကျွန်တော်တို့သမိုင်းတွေကျွန်တော်တို့ယဉ်ကျေးမှုဖြစ်ပေါ့နော်အကုန်လုံးအဲ့မှာပါနေအောင်ဒီဘယ်လို AI ကဘယ်လောက်အရေးကြီးလဲဆိုတဲ့ဟာလေးခြုံပြောနိုင်မလား ဟုတ်ကဲ့ဟုတ်တယ်အခုဘာဖြစ်နေလဲဆိုတော့2021နောက်ပိုင်းမှာ online မှာမတွေ့တော့တဲ့ website တွေအများကြီးရှိတယ်ပေါ့နော် website တွေလုပ်တဲ့လူတွေမရှိတော့တာ budget မရှိတော့တာလူကိုယ်၌ကဆုံးပါသွားတာwebsite တွေကမရှိတော့ဘူးပေါ့နော်အရင်ကောင်းတဲ့ website တွေမတွေ့တော့တာလည်းရှိတယ်ပေါ့လေဆိုအဲ့ဒါဘာသွားမြင်လဲဆိုတော့ကျွန်တော်တို့ maintain လုပ်တဲ့ဟာကမလွယ်ဘူးပေါ့နော် website တစ်ခုကိုအကြာကြီးကျွန်တော် maintain လုပ်တဲ့ဟာကတော်တော်ကိုမလွယ်တဲ့ဟာပေါ့ဆိုအဲ့ဒါထက်စားလို့ရှိရင် Wikipedia က community ရဲ့ maintain လုပ်တဲ့ဟာဖြစ်တယ်ကျန်တဲ့ website တွေကျသွားမယ် domain တွေပျောက်သွားမယ် server တွေ hack ခံရမယ်ပေါ့နော်ဖြစ်သွားမယ်ဒါပေမဲ့Wikipedia ပေါ်မှာတင်ခွင့်ရတဲ့စာတွေကအဲ့မှာကျန်ခဲ့တယ်အဲ့ရေးတဲ့လူတွေလုပ်တဲ့လူတွေမရှိတော့ရင်တော့မှအဲ့ဒီ Wikipedia မှာတင်ထားတဲ့စာတွေကအမြဲတမ်းကျန်ခဲ့မယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့သမိုင်းတွေကျွန်တော်တို့ရဲ့စာပေတွေကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတွေကျွန်တော်တို့ရဲ့အကြောင်းတွေကျွန်တော်တို့ရဲ့လူပုဂ္ဂိုလ်တွေရဲ့အကြောင်းတွေဘုရားเจ้าတွေရဲ့အကြောင်းတွေရွာတွေရဲ့အကြောင်းတွေပေါ့နော်အားလုံးကိုကျွန်တော် Wikipedia မှာသွားတင်လို့ရတယ်ဒါ space လည်းပေးထားတယ်ဥပမာကျွန်တော်SIL ကထုတ်ပေးထားတဲ့ language code ရှိရပါတော့အဲ့ဒီ language code နဲ့ Wikipedia မှာကိုယ့်ရဲ့ page တီးတန့်ကိုဖွင့်လို့ရတယ်ဥပမာ Flam ဆိုရင် Flam code နဲ့ဖွင့်လို့ရတယ်အဲ့မှာ Flam လို့ရေးဘာသာပြန်ခြင်းတယ်ဆိုလို့ရှိရင်လည်းသူများဟာကိုဥပမာ American သမားအကြောင်းကို Flam လို့ဘာသာပြန်ပြီးအဲ့မှာလုပ်လို့ရတယ်ဇလင်မှာတင်ထားတဲ့တည်င်းတွေကိုဘာသာပြန်ပြီးမှလည်းအဲ့ဒီ Wikimedia မှာတွားပြီးမှတစ်ခါပြန်တင်လို့ရတယ်ဆိုလိုချင်တာကဇလန် site ကျသွားရင်တော့မှဇလန် website မရှိတော့ရင်တော့မှအဲ့ဒီအချက်လက်တွေက Wikipedia မှာရှိသေးတယ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်နောက်တစ်ခုကWikipedia ကအခုကတဖြည်းဖြည်းနဲ့နေရာရလာတယ်အထူးသဖြင့် AI ခေတ်မှာဆိုလို့ရှိရင် Wikipedia ကို reference တွေအများကြီးလုပ်ရတယ်ပေါ့နော် reference တွေအများကြီးလုပ်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ Wikipedia မှာစာတစ်ခုရေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့reference တွေခိုင်လုံရှိမှသာလင်တော့အဲ့မှာစာသွားရေးလို့ရတယ်။အဲ့မှာစာရေးနိုင်ဖို့အတွက်ဆိုလို့ရှိရင်အခုစိတ်ကူးပေါက်ပြီးမှအဲ့မှာသွားရေးလို့မရအောင်နော်။ကိုရေးတဲ့အကြောင်းအရာကတနေရာမှာခိုင်မာရှိထားတဲ့အကြောင်းအရာဖြစ်ရမယ်။သတင်းတွေမှာပါတဲ့ဟာဖြစ်ရမယ်။စာအုပ်တွေမှာပါတဲ့ဟာတွေဖြစ်ရမယ်။တနေရာသူတည်တနာစာတမ်းတွေမှာပါတဲ့ဟာဖြစ်ရမယ်။အဲ့ဒီအကူကားတွေကိုကားပြီးမှအဲ့မှာရေးမှသာလင်းတော့publish လုပ်ခွင့်ပေးတာပေါ့နော်။အဲ့မှာဒီနေ့ဒီချိန်မှာကျွန်တော်အငင်းပွားကြတယ်ဘာကိစ္စတော့ဘယ်သူလောက်တာဘယ်သူလက်ချက်ဖြစ်တယ်ဘာကြောင့်ဖြစ်တယ်အများကြီးပွားကြတယ်ပေါ့နော်ဒါပေမဲ့ Wikipedia လို့ဟာမျိုးမှာတေးချာအချက်လက်တွေနဲ့အကူကားနဲ့ရေးနိုင်တဲ့သမိုင်းသာလင်ကြံခဲ့မှာကြံတဲ့သမိုင်းတွေကတလားနလားတနှစ်ဆိုလို့ရှိရင်ပျောက်သွားမယ်အဲ့ဒီသတင်းဌာနတွေမရှိတော့တဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီမှတ်တမ်းတွေကပျောက်သွားမှာပဲပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့မှာလက်ရှိမှာဖြစ်နေတဲ့သမိုင်းတွေဖြစ်စဉ်တွေဓာတ်ပုံတွေဗီဒီယိုမှတ်တမ်းတွေကိုတေးချာလေးပြန်ရေးပြီးမှအဲ့ Wikipedia မှာကျွန်တော်တင်ရအောင်ပေါ့နော်အဲ့မှာသွားတင်လို့ရတယ်တင်ကြဖို့ဆိုအဲ့ဒီမှာသွားတင်နိုင်ဖို့အတွက်ဆိုရင်ပထမအဆင့်ကအလွယ်တကူစာရေးဖို့လိုတယ်အခုကျွန်တော်တို့လုပ်နေတဲ့ Amy AI ကအဲ့ဒီအလွယ်တကူဘာသာပြန်ဖို့အတွက်မှတ်ထားပါတော့ကျွန်တော်လူတယောက်နဲ့တွေ့တယ်သူနဲ့စကားတနားလောက်ပြောတယ်အဲ့မှာအချက်လက်တွေမှတ်ထားလိုက်တယ်မဟုတ်ဒါမှမဟုတ်အတန် record လုပ်ထားလိုက်တယ်အဲ့ဒါတွေကိုကျွန်တော်တစ်ခုချင်းစီ outline ကိုပြန်ဆွဲထုတ်တယ်ဆွဲထုတ် publication ခုနFlam ဆို Flam လို့ရေးခိုင်းလိုက်ပြန်ရေးခိုင်းလိုက်တယ်ပေါ့နော် Amy AI ကနေရေးခိုင်းလိုက်တယ်အဲ့ဒါကိုဖတ်ကြည့်လိုက်တယ်လိုအပ်တဲ့ဟာထပ်ပြင်တယ်ပြီးလို့ရှိရင်ပြန်ရေးခိုင်းလိုက်တယ်3-4ခေါက်တော့ပြန်ရေးခိုင်းလိုက်ပြီဆိုလို့ရှိရင်စာတော်တော်လေးချောသွားပြီနော်တရားလဲမှန်တယ်စကလုံး3လုံးလဲမှန်တယ်အကြောင်းအရာကလည်းမှန်တယ်ဆိုလို့ရှိရင်အဲ့မှာကျွန်တော်မြန်မာလိုပြန်ပါတရုတ်လိုပြန်ပါကလားလိုပြန်ပါဟိန္ဒီလိုပြန်ပါအင်္ဂလိပ်လိုပြန်ပါဂျာမနီလိုပြန်ပါပေါ့နော်ဘာသာပြန်ခိုင်းလို့ရပြီဆိုအဲ့မှာကျွန်တော်ဘာသာပြန်ပြီးဆိုလို့ရှိရင်အဲ့ဒီဟာတွေကို
ဒီ US မှာရှိတဲ့ Europe မှာရှိတဲ့အဖွဲ့အစည်းတွေသူတို့ရဲ့ website တွေမှာတင်မယ်နောက်တခြား research လုပ်တဲ့လူတွေကဒီဟာတွေကိုးကားပြီးမှ research paper မှာရေးမယ်အဲ့မှာနည်းနည်းလေးအဲ့လိုပြန့်သွားပြီပေါ့နော်ဒီအကြောင်းအရာကတနေရာထဲမှာမဟုတ်တော့ဘဲနဲ့ဟိုဘာသာမှာလည်းရှိတယ်ဒီဘာသာစကားမှာလည်းရှိတယ်ဟို website မှာရှိတယ်ဒီမှာလည်းရှိတယ်ဆိုရင်အဲ့မှာ Wikipedia မှာအဲ့ဒီအကြောင်းကိုကျွန်တော်စရေးလို့ရပြီဆို Wikipedia မှာစသွားရေးတဲ့ခါကျတော့သတင်းလို့သွားရေးလို့မရအောင်ကိုအကြောင်းကိုသွားရေးလို့မရဘူးပေါ့နော် that person အနေနဲ့ကိုအစာရေးစရာအနေနဲ့ဒီအဖြစ်ပြက်ကိုအဝေးကနေမြင်တဲ့ပုံစံနဲ့သွားရေးရတာပေါ့လေဆိုဒီအကြောင်းကိုကမြင်တဲ့ပုံစံနဲ့ရေးဖို့အတွက်ဆိုဘယ်မှာမြင်တာလဲဘယ်စာအုပ်မှာတွေ့တာလဲဘယ် website မှာရှိတာလဲဆိုတဲ့ဟာကအရေးကြီးလာပြီပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်ဒီ Amy AI နဲ့ရေးထားတဲ့စာတွေကိုဒီလိုမျိုးကျွန်တော်တိစောက်ထားမယ်နောက်ကျွန်တော်ဟိုရှိတယ်အခုစာအုပ်ထုတ်မယ်ဆိုရင်ကုန်ကြစရိတ်အများများတယ်မကိုက်ဘူးပေါ့နော်ကိုပင်ပန်းတဲ့ဟာနဲ့ပြန်ရတဲ့ဟာနဲ့ကမကိုက်ဘူးဒါပေမဲ့ AI ကိုသုံးပြီး AI ကို90%လောက်သုံးလူကနေတီးဖြတ်အဲ့လိုရေးပြီးမှအဲ့ဒါကို e-book လုပ်လိုက်လို့ရတယ် e-book လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ India မှာဆို Amazon ပေါ့နော် Amazon မှာသွားပြီးမှ publish လုပ်လိုက်လို့ရတယ် Amazon မှာသွား publish လုပ်ပြီးမှပတ်စံအများကြီးမရရင်တော့မှကျွန်တော်ကုန်ကြစရိတ်ကအရင်နည်းတယ်ပေါ့နော်ကုန်ကြစရိတ်နည်းနည်းနဲ့ကျွန်တော်စာအုပ်လုပ်လိုက်ပြီးအဲ့ဒါကိုလူအများကြီးကမဝယ်ရင်တော့မှဒါမှမဟုတ် discount ပေးလိုက်ပြီးမှဒါမှမဟုတ်ဒီ Kindle subscriber တွေအတွက်ကို free ပေးလိုက်ရင်တော့မှအဲ့မှာရောက်သွားပြီဆိုရင်ဒါတေးကြတယ်စာကြည့်တိုက်တွေကဒီဟာကိုလည်းသူတို့ archive လုပ်တော့မှာစာကြည့်တိုက်တွေကလည်းသုံးတော့မှာနောက်ပညာရှင်တွေသူတည်တနာလုပ်တဲ့လူတွေကလည်းဒီစာအုပ်ကိုတော့ကူးကားတော့မှာပေါ့နော်ဘာလို့စာအုပ်အနေနဲ့ရှိသွားပြီ ISBN number လည်းရှိသွားပြီဆိုလို့ရှိရင်ဒီစာအုပ်ကတော်တော်လေးကိုခိုင်လုံတဲ့စာအုပ်အကြောင်းအရာဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးWikipedia မှာsorry Amazon မှာဖြစ်ဖြစ် eBay မှာဖြစ်ဖြစ် online စာအုပ်ရောင်းတဲ့နေရာမှာစရောင်းလို့ရပြီဟဲ့ဆိုလို့ရှိရင်တော့ဒီဟာအကိုကားယူပြီးမှကျွန်တော် Wikipedia မှာစာပြန်သွားရေးလို့ရပြီအဲ့ဆိုရင်တော်တော်ကျွန်တော်ရေးတဲ့စာတွေကတော်တော်လေးကို verify ပြန်ဖြစ်သွားပြီပေါ့နော်ခိုင်လုံသွားပြီအဲ့ဆိုအဲ့လိုနည်းနဲ့ကျွန်တော်ရေးကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူတွေမရှိတော့ရင်တော့မှဒီနေ့တော်လိုင်းမှာဖြတ်တန်းခဲ့တဲ့လူတွေမရှိတော့ရင်တော့မှနောင်တစ်ချိန်မှာသူတည်တနာပြုတဲ့လူတွေဒီသမိုင်းတွေကိုပြန်ရှာတဲ့လူတွေမျိုးဆက်တစ်တွေကနေပြီးမှဒီအကူကားတွေတုံးပြီးမှသူတို့သမိုင်းကိုပြန်ရှာဖွေနိုင်မှာပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ခုက AI ဖြစ်သွားပြီအခုကကျွန်တော်ဘယ်သူမှ search engine တွေပိုင်းမသုံးတော့ဘူးတခုသိချင်း AI မှာမေးလိုက်တယ်ဒီနေ့ daily မှာဘာဖြစ်လဲ AI ကိုမေးလိုက်တယ်ပညာရေးကိစ္စဆို AI ကိုမေးလိုက်တယ်ဟိုစီးပွားရေးကိစ္စဆို AI ကိုမေးလိုက်ပြီအကုန်လုံးက AI ဖြစ်သွားပြီကျွန်တော်မသိဘဲနဲ့ကိုကျွန်တော်သုံးနေကြတာပေါ့ဥပမာကျွန်တော် Uber တွေသုံးတယ်မြန်မာပြည်မှာဆို Grab တွေရှိမယ်သုံးလိုက်တဲ့ခေါ်လိုက်တဲ့ချိန်မှာဘယ်ကားလာမလဲဆုံးဖြတ်တယ်ဘယ်လမ်းကြောင်းကနေသွားမလဲဆိုတာ AI ဆုံးဖြတ်တယ်ဈေးနှုန်းဘယ်လောက်ယူမလဲဆိုတဲ့ဟာတွေ AI ကနေဆုံးဖြတ်တာဖြစ်တယ်ပေါ့နော်ဒါဒီကအကုန်လုံးက AI တွေပဲဖြစ်တယ် AI ဆိုတာလည်းဘာမှမဟုတ်သူကဒီ algorithm ပေါ့နော်ရှိပြီးသား data တွေမှာတွက်ချက်ပြီးမှဒီလမ်းတော့နီးတယ်ဒီလမ်းနီးတဲ့အတွက်ကြောင့်ဈေးနှုန်းကနည်းနည်းတက်တာမယ်ဒီလမ်းတော့ကားအရင်ကျက်တယ်ဆိုတော့ဈေးနှုန်းနည်းနည်းများမယ်ဒါ AI ကချက်ချင်းသူက pattern ပေါ်မှာတွက်ချက်သွားတာဖြစ်တယ်ပေါ့နော် okay အဲ့ဆိုဒီ AI ခေတ်မှာ AI တွေက Wikipedia လိုဟာမျိုးတွေ open to public ဖြစ်တဲ့အချက်လက်တွေသူကကိုးကားလို့ရတယ်ယူလို့ရတယ်ဒါပေမဲ့စာကြည့်တိုက်မှာရှိထားတဲ့ copyright လုပ်ထားတဲ့ဟာစာတွေနောက်ဘာခေါ်လဲprotected ဖြစ်တဲ့ trademark protected ဖြစ်တဲ့စာတွေတွားယူလို့မရအောင်အဲ့ဒီပြဿနာရှိတယ် AI မှာကျန်းစာဆိုရင်တော့မှကျွန်တော်တို့ကကျန်းစာတအုပ်လုံးကိုတွားယူလို့မရအောင်ဘာလို့လဲဆိုတော့ဒီကျန်းစာတော်တော်များများကမြန်မာနိုင်ငံကျန်းစာအသင်းပေါ့နော် Bible Society မြန်မာကနေ copyright လုပ်ထားတယ်အဲ့ဒီနောက်မှာ USB ဆိုတဲ့ဒီ American Baptist Bible Society ကနေသူက license လုပ်ထားတယ်ဆိုတော့ဒီကျန်းစာကိုကျန်းစာတိုင်းကျွန်တော်တွားယူရင် license နဲ့တွားညှိတာပေါ့နော်အဲ့ဆိုကျွန်တော်တို့က pattern ကိုပဲတွားယူရတယ်သူ့ရဲ့ grammar တိဆောက်ပုံသူ့ရဲ့စကားလုံးတိဆောက်ပုံတွေပဲတွားယူရတယ်ကျန်းစာတစ်ခုလုံးတွားယူလို့မရဘူးနော်အဲ့လိုပဲကိုထုတ်ထားတဲ့စာအုပ်တော့ဒါမှမဟုတ်သူများထုတ်ထားတဲ့စာအုပ်တော့က copyright ဖြစ်နေလို့ရှိရင် AI ကတွားယူလို့မရအောင်ဆိုတော့ဘာဖြစ်လာလဲဆိုတော့လူတော်တော်များကသူတို့ပြန့်စေခြင်းနဲ့လူအများသိစေခြင်းနဲ့အကြောင်းအရာဆိုရင်သူက copyright ထဲတော့နော်သူက CC license နဲ့ပဲပေးလိုက်တယ်
Creative Commons ဆိုတဲ့ CC license နဲ့ပေးလိုက်တဲ့ခါကျတော့လူတိုင်းကဖတ်ခွင့်ရတယ်လူတိုင်းကသုံးခွင့်ရတယ် credit ပေးတယ်ဆိုလို့ရှိရင်ဒါဟိုတော့ပြီပေါ့နော်အဲ့လိုမျိုးတွေဟို culture ကပြောင်းလာတယ်ပြီးတော့ဟိုစာရေးတဲ့ခါမှာလည်းဒီစာအုပ်ကနေပတ်စံရတာတဲ့ဒီစာအုပ်ကနေတခြားလောက်တဲ့အချိန်မှာသူ့ကိုပြန်ပြီးဟိုအကျိုးပြုတဲ့ဟာကပို့ပြီးများတယ်ပေါ့နော်ဥပမာကျွန်တော်တို့ပညာရပ်တစ်ခုဖြတ်နေဒီပညာရပ်ကိုဟိုစာအုပ်ကို license လုပ်ထားတဲ့စာအုပ်ကို copyright လုပ်ထားတဲ့အခါကျတော့မိတူဆွဲမရဟိုကယူမရဒီဟာယူမရတဲ့အခါကျတော့အဲ့ဒီစာအုပ်ကမပြန့်တော့ဘူးအဲ့ဒီပညာရပ်ကလူတွေကမသိတော့ဘူးပေါ့နော်အဲကြောင့်ကျွန်တော် website တွေလုပ်တဲ့ချိန်မှာစာအုပ်တွေရေးတဲ့ချိန်မှာဘာသာပြန်တဲ့အခါမှာခုတမိုင်းကြောင်းတွေရေးတဲ့အခါမှာခုယဉ်ကျေးမှုကိုစာအုပ်ထုတ်တဲ့အခါမှာ copyright ကိုကျွန်တော်မသုံးစေချင်ဘူးဘာလို့ copyright သုံးလိုက်လို့လဲခုငွေပြန်ရသွားတာမဟုတ်ဘူးเนาะအဲ့ဒီဟာများပြန့်စေချင်လို့ရှိရင် copyright ကိုလုံးဝမထည့်ဘဲနဲ့ CC license နဲ့ပဲတင်လို့ရှိရင်လူတစ်ထောင်လောက်ပဲမြင်မယ်ဒါပေမဲ့ဟိုတခြားလူတွေကသူတို့လှုပ်တတ်တဲ့လူကလှုပ်လိုက်တဲ့ခါကျလူသိန်းနဲ့တန်းနဲ့ချီပြီးမှအဲ့ဒီအကြောင်းအရာကိုသိသွားတယ်ပေါ့နော်အဲ့ဒီ technique ကိုလည်းကျွန်တော်သုံးဖို့လိုအပ်တယ်ပေါ့ဆိုအဲ့ဒီဟာကြောင့်ဒီ Wikipedia မှာရှိပြီးသားအချက်လက်တွေက copyright မရှိတော့ဘူး copyright မရှိတဲ့ဟာတွေ copyright ကိုရှောင်လို့ရတဲ့ဟာတွေပဲ Wikipedia မှာရှိတဲ့အတွက်ကြောင့်အဲ့ဒီ Wikipedia က AI ဘယ် AI မဆိုမေးလိုက်လို့ရှိရင်တော့ Wikipedia အချက်လက်တွေပဲသူကဆွဲထုတ်တာဖြစ်တယ်ဆိုတော့ reverse ပြန်စဉ်းစားမယ်ပေါ့နော်ပြောင်းပြန်စဉ်းစားမယ်ဆိုရင်ကိုယ့်ရဲ့အချက်လက်တွေလူသိစီချင်လို့ရှိရင် Wikipedia မှာတင်လိုက်အဲ့ဒါဆိုရင်ဟိုအနည်းနဲ့အများဟိုလူတွေကသိသွားမယ်ပေါ့နော်အဲ့ဒါကြောင့်ဟိုပညာရှင်ပဲဖြစ်ဖြစ်ဒီ artist ပဲဖြစ်ဖြစ်အနုပညာသမားဒီ music သမားပဲဖြစ်အဆိုသမားပဲဖြစ်ဖြစ်နိုင်ငံရေးသမားပဲဖြစ်ဖြစ်ပေါ့လေသူ့အကြောင်းက Wikipedia မှာရောက်သွားလို့ရှိရင်တော့ဒါသိကြတယ်ဘယ် AI မှာမေးသူ့အကြောင်းမေးတဲ့လူတိုင်းကသိသွားမယ်ဒါပေမဲ့ကို့အကြောင်းက Wikipedia မှာမရှိဘူးဆိုလို့ရှိရင်တော့ကို့အကြောင်းကိုမေးတဲ့လူတွေကသိတော့မှာမဟုတ်ပါနော်ဒါအဲ့ဒါဆိုရင်စမ်းကြည့်လို့ရတယ် AI မှာကျွန်တော်ဘယ်သူလဲဟိုထားပါတော့ဟို Zelen Media ဆိုတာပါလဲအဲ့တဲ့တီထောင်သူ Van Geel ဘယ်သူလဲလို့ AI မှာမေးကြည့်လိုက်ရင် AI ကဘယ်လောက်သိလဲပေါ့နော်ဒါအဲ့ဒီဟာကဘယ်ကလာလဲဆို Wikipedia နေပြန်လာတယ်ဆိုတော့ကျွန်တော်တို့က Wikipedia မှာကိုယ့်ရဲ့အချက်လက်တွေကို feeding သွားလုပ်ဖို့လိုတယ်ကိုယ်သမိုင်းတွေသွားလုပ်ဖို့လိုတယ်ကိုယ်စာပေအကြောင်းတွေသွား feeding လုပ်ဖို့လိုတယ်အဲ့ဒီအတွက်ကိုကျွန်တော်စာများရေးဖို့လိုတယ်စာများရေးတဲ့ဟာကို page များမှာ page ဆိုတာဒီ social media မဟုတ်ဘဲနဲ့ဥပမာကျွန်တော် WordPress မှာဆိုလို့ရှိရင်5GB အထိ free သုံးလို့ရတယ်အဲ့ဒါဆိုရင်တော်တော်လေးလုံလောက်တယ်လေဥပမာစာတက်ပဲဆိုလို့ရှိရင် 5GB ဆိုလို့ရှိရင်စာအုပ်100လောက်တောင်မှဟိုတင်လို့ရမယ်ပေါ့နော်ဆိုအဲ့မှာကျွန်တော်များရေးထားလိုက်တယ်ဆိုလို့ရှိရင်တော့ကို့သမိုင်းကြောင်းတွေကဟိုများပြန့်သွားမယ်များပြန့်သွားတော့ခုန controversial ဖြစ်တဲ့အတွေးဟာတွေဖြစ်နေတယ်သူ့ကြောင့်ဖြစ်တာလို့ဟိုလိုကြောင့်ဖြစ်တာလို့ကိစ္စတွေကဒီချိန်မှာရှင်းလို့မရဘူးနောက်တစ်ချိန်မှာပညာရှင်တွေကရှင်းလိုက်မယ်နောက်တစ်ချိန်မှာကိုယ့်ရဲ့မျိုးgeneration တွေပေါ့နော်ဒီမျိုးဆက်တွေကနေပြီးမှသူတို့တူးဆွပြီးမှဒီဟာမှန်တယ်ဒီဟာမှားတယ်ဆိုတာသူတို့ရှင်းလိုက်မယ်အဓိကကျွန်တော်တို့မှာဖြစ်နေတဲ့အဖြစ်တိုင်းကိုထားခဲ့ဖို့ဟိုပေါ့တူလောင်ထားပေးဖို့လိုအပ်တယ်နောက်ကြလို့ရှိရင်ပညာရှင်တွေကရှင်းလိုက်မယ်ပေါ့နော်အဲ့ဒါကြောင့် Wikipedia တော်တော်လေးကိုအရေးကြီးတာဖြစ်တယ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုကျွန်တော်အချိန်ကလည်းတော်တော်လေးလက်သွားပြီဆိုတော့เนาะအကိုပြောစရာတွေလည်းအများကြီးကြံအောင်ပဲထင်ပါတယ်အကိုရဲ့ဘဝတူတာတွေကျွန်တော်အများကြီးတစ်ဆင့်ကျွန်တော်ပြန်ရတော့အများကြီးဝန်တာပါတယ်ဆိုတော့နောက်ဆုံးကိုပြောချင်တာလေးဒီရှိလို့ရှိရင်ဒီကကြည့်ရှုရတဲ့သူပြောပြပါအောင်လို့ဟုတ်ဆိုတော့နောက်ဆုံးပြောချင်တဲ့အပိုင်းကနှစ်ချက်ပေါ့နော်တစ်ချက်ကတော့ဟိုကျွန်တော်တို့သမိုင်းကအင်္ဂလိပ်တွေရေးခဲ့တဲ့သမိုင်းတွေဒီအင်္ဂလိပ်ဒုတိယကမ္ဘာစစ်ကစစ်သားတွေမှတ်တမ်းတင်ခဲ့တဲ့သမိုင်းကိုကျွန်တော်ဒီနေ့အထိသုံးရတယ်နောက် missionary တွေပေါ့သာသနာပြုသူတွေကနေရေးပေးခဲ့တဲ့စာပေတွေယဉ်ကျေးမှုတွေgrammar တွေသူတို့ထွင်ပေးတဲ့စာပေကိုဒီနေ့ထိကျွန်တော်သုံးနေကြတယ်ပေါ့လေပြောရလို့ရှိရင်တော့နှစ်300ကျော်လောက်ကျွန်တော်ဒီဟာနဲ့ပဲသွားနေကြတယ်
ဒီနေ့ AI ခေတ်မှာ internet ခေတ်မှာပေါ့လေကိုယ်သမိုင်းကိုရေးကြရအောင်သူများရေးတာပဲမဆောင်နဲ့ပေါ့နော်ကိုယ်သမိုင်းကိုရေးကြရအောင်ကိုယ်ယဉ်ကျေးမှုကိုဖော်ထုတ်ကြရအောင်ကိုယ်စာပေတွေကိုဖော်ထုတ်ကြအောင်ပေါ့လေအဲဆိုဒီဟာဒီနီးပညာတွေကိုသုံးပြီးမှဒီဟာတွေကိုကျွန်တော်အတူတူလုပ်ကြမယ်ပေါ့နော်ဒါ Amy AI ရဲ့ရည်ရွယ်ချက်အဓိကရည်ရွယ်ချက်လဲဒါဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘာလို့ဝင်ငွေပြန်ရဖို့လိုတယ်တခုခုပြန်ရမှလုပ်နိုင်မှာနှုတ်မို့ရင်ဝင်ငွေရဖို့လုပ်ရင်းနဲ့ကိုလှုပ်ချင်တဲ့အရာကမလှုပ်လိုက်ရပဲဖြစ်သွားတယ်ပေါ့နော်ဥပမာကျွန်တော်လောက်အကောင်းမှန်သိတယ်ဒါပေမဲ့အချိန်မပေးနိုင်ဘူးအဲ့အတွက်ကိုလိုအပ်တဲ့ဟာဒီမဝယ်နိုင်ဘူးခီးမသွားနိုင်ဘူးပေါ့နော်အဲကြောင့်ဒီဟာလှုပ်ရင်းနဲ့လဲကျွန်တော်ဝင်ငွေရတဲ့ဟာကြီးကျွန်တော်ရဖို့လိုအပ်တယ်အဲဒါကြောင့်ဒီ social media မှာသူများတွေတောင်မှဘီလီယံနာတွေဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ဘာလို့ဘီလီယံနာမဖြစ်နိုင်တာလဲပေါ့နော်အဲ့ဒါကိုကျွန်တော်အုံနောက်ကိုလုံးဝပွင့်ထွက်အောင်စဉ်းစားလိုက်ပြီးမှ out of the box ပေါ့နော်ပွင့်ထွက်အောင်စဉ်းစားလိုက်ပြီးမှဒီနည်းပညာကိုအသုံးချပြီးကျွန်တော်သူများတွေလိုပဲကျွန်တော်ဝင်ငွေရအောင်လုပ်ကြမယ်ပေါ့နော်ဟိုကကျွန်တော်တရုတ်နိုင်ငံကရွာပေါ့နော်တရုတ်နိုင်ငံကရွာဆိုလို့ရှိရင်သူစိုက်ပျိုးရေးတွေလုပ်တယ်သူတို့တောတောင်တဘာဝတွေအရင်လာတယ်ချင်းပြည်နယ်နဲ့တူတယ်မြန်မာနိုင်ငံနဲ့တူတယ်ပေါ့နော်သူတို့စိုက်ပျိုးရေးလုပ်တဲ့ဟာကစိုက်ပျိုးတဲ့အပင်တွေစိုက်ပျိုးတဲ့တီးနှံကနေဝင်ငွေကိုသူတို့စားသုံးတာမဟုတ်ဘူးစိုက်တဲ့ဟာကိုရိုက်တယ်မတန်ရိုက်တယ်9မိနစ်10မိနစ်လောက်နောက် real တွေဆိုလို့ရှိရင်9မိနစ်လောက်ပေါ့နော်အဲ့ဒီဟာဒီအများကြီးသူရိုက်ပြီးမှ YouTube မှာတင်တယ်ရှိသမျှ social media မှာသူတို့တင်တယ်အဲ့ကနေသူတို့ဝင်ငွေရတယ်ဥပမာသူတရားတီစာဆိုလို့ရှိရင်သူတို့ဗီဒီယိုပေါင်းယာနဲ့ချီပြီးမှသူတို့ထုတ်နိုင်တယ်လေဥပမာရေခတ်တာကာအစာခွေးတွေအကြောင်းအပင်တွေအကြောင်းချက်တဲ့အကြောင်းတွေသူရာတီဦးသူတွေအများကြီးပေါ့နော်သူတို့လောက်ကြတယ်အဲ့ကနေသူတို့ဒေါ်လာနဲ့ချီပြီးမှတန်းနဲ့ချီပြီးမှသူတို့ဝင်ငွေတွေရကြတယ်ဆိုအဲ့ဒီနီးလန်းကကျွန်တော် copy ကူးလို့ရတယ်ကွယ်ချင်းမိနာမှာလဲကျွန်တော်စိုက်ပျိုးရေးတွေလောက်ကြတာပဲအိမ်ကမနဲ့ထတဲ့ချိန်ကနေပြီးမှညနေအိမ်ပြန်လာတဲ့ချိန်ထိဗီဒီယိုကလစ်တွေလောက်ကြည့်ပါလားအများကြီးထွက်လာမယ်အဲ့ဒီ clip တွေအများကြီးကျွန်တော် YouTube မှာတင်မယ် TikTok မှာတင်မယ် Instagram မှာတင်မယ်เนาะ Facebook မှာတင်မယ်ဆိုရင် monetization အများကြီးလုပ်လို့ရတယ်ဒါတွေကိုကျွန်တော်တို့နီးပညာနဲ့သုံးပြီးမှလုပ်လို့ရပြီကွာအခုဆိုရင်ဘာသာစကားခက်ခဲမရှိတော့ဘူးအင်္ဂလိပ်လိုမတတ်လဲကိစ္စမရှိဘူးဟင်ဒီလိုမတတ်လဲကိစ္စမရှိဘူးAmy AI ကိုသုံးပြီးမှဘာသာပြန်ခိုင်းလို့ရတယ် Amy AI ကခုနကိုဒေတာဘာသာစကားကနေတော့မြန်မာလိုဒါမှမဟုတ်အင်္ဂလိပ်လိုပြန်ပေးလိမ့်မယ်အင်္ဂလိပ်လိုရပြီဆိုလို့ရှိရင်တော့တစ်ကမ္ဘာလုံးဘယ်ဘာသာမဆိုပြန်လို့ရပြီပေါ့နော်နောက်ဒီကနေပြီးမှကျွန်တော်ဝင်ငွေရနိုင်တဲ့နီလန်တခုအခုကျွန်တော် Starlink တွေသုံးကြတယ် Starlink သုံးတဲ့ခါကျတော့ဈေးကြီးတယ်ပေါ့နော်တလားဆိုအများကြီးပေးရတယ်အဲဆို Starlink သုံးတဲ့လူတွေကလည်းဝင်ငွေရဖို့လိုအပ်တယ်ဆိုင်ဖွင့်ထားတဲ့လူကလည်းဝင်ငွေရဖို့လိုအပ်တယ်အဲ့မှာဆိုရင်ခုန Amy AI ကနေတင်ပေးလို့ရတဲ့ဘာသာစကားတွေရှိတယ်ဥပမာကျွန်တော်ဆိုလာမေးတယ်ကျွန်တော်စပစ်ဝိုင်ကောင်းအောင်လုပ်တတ်ချင်တယ်အဲ့ဒါကိုဘယ်လိုလုပ်မလဲရတယ်မပူနဲ့ငါတို့စပစ်ဝိုင်နဲ့ပတ်သက်တဲ့ရောင်းထားတဲ့စာအုပ်တွေပေါ့နော်ရောင်းထားတဲ့စာအုပ်တွေရောင်းထားတဲ့ဗီဒီယိုခွေတွေရောင်းထားတဲ့ audio podcast တွေအများကြီးကျွန်တော်စုထားတာရှိတယ်အဲ့ဒါဒီကနေကျွန်တော်စာပြန်ထုတ်ပြီးမှစာပြန်ရေးမယ်စာအုပ်ပြန်ရေးဘာဖြစ်လို့စာအုပ်ပြန်ရေးရလဲဆိုတော့ခုန copyright နဲ့ညှိမှာဘာလို့သူတို့စာတိုင်းကိုကျွန်တော်ပြန်လှုပ်လိုက်လို့ရှိရင်ဒါ copyright နဲ့ညှိမှာသူ့စာကိုကျွန်တော် AI နဲ့ဖတ်ပြီးမှအဲ့ဒါကိုcopyright ရှောင်တဲ့နည်းနဲ့ကျွန်တော်စာအုပ်ပြန်ထုတ်မှအဲ့ဒါကျွန်တော်စာအုပ်ဖြစ်မှာနော်ဆိုအဲ့လိုမျိုးကျွန်တော် process တွေလုပ်ရတယ်လုပ်ပြီးလို့ရှိရင်အဲ့ဒီစပစ်ဝိုင်လုပ်တဲ့နီးစပစ်ဝိုင်တူလောင်တဲ့နီးရောင်းတဲ့နီးစဖြစ်ပေါ့နော်အဲ့မှာအများကြီးလုပ်လို့ရတယ်ကျွန်တော်ခုချင်းမှာဆိုရင်ထောပတ်တွေအများကြီးစိုက်ကြတယ်နောက်ဝါဥတွေအများကြီးစိုက်ကြတယ်ဝါဥကနေကုံချောဘယ်လိုလုပ်မလဲစားလို့ကောင်းတဲ့ဟာမျိုးကိုဘယ်လိုလုပ်မလဲနောက်ကြားရှိခန့်အောင်ဘယ်လိုထားမလဲဒါတွေကအကုန်လုံးကျွန်တော်ဒီအင်တာနက်မှာရှိပြီးသားပဲဒါပေမဲ့ခက်တာကျွန်တော်အဲ့ဒီဘာသာစကားကိုနားမလည်တဲ့အတွက်ကြောင့်ကိုယ်နဲ့မဆိုင်တယ်လို့ဖြစ်သွားတယ်ပေါ့နော်အခု Amy AI ရှိလာပြီဆိုလို့ရှိရင်အဲ့ဒီအကြောင်းအရာတွေကိုမြန်မာလိုပြန်မယ်အင်္ဂလိပ်လိုပြန်မယ်ပြီးလို့ရှိရင်အဲ့ကနေကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ပြန်မယ်ပြီးတော့ကိုမိခင်ဘာသာစကားနဲ့ဖတ်မယ်ပေါ့နော်ဆိုအဲ့လိုမျိုးလုပ်လို့ရတယ်တစ်ဖက်မှာလည်းပဲအဲ့လိုမျိုး internet ဆိုင်ပိုင်ရှင်တွေ Starlink ပိုင်ရှင်တွေကသူတို့ရဲ့အိမ်မှာလူအဲ့လိုမျိုးစိတ်ဝင်စားတဲ့လူတွေပေါ့ဥပမာတရိတ်ဆိုင်မွေးမြူနည်းကိုစိတ်ဝင်စားတဲ့လူတွေစိုက်ပျိုးရေးစိတ်ဝင်စားတဲ့လူတွေကွန်ပျူတာစိတ်ဝင်စားတဲ့လူတွေ AI စိတ်ဝင်စားတဲ့လူတွေစုပြီးမှ
သူအတူတကွလေ့လာလို့ရတယ်သူတို့စီကနေပတ်စံနည်းနည်းချင်းစီကောက်လိုက်လို့ရှိရင်လူများလာတာနဲ့သူတို့လည်းဝင်ငွေကောင်းကောင်းလေးတစ်ခုရမယ်နောက်သူတို့အဲ့လိုမျိုးလုတ်တဲ့လေ့လာတဲ့အပိုင်းတွေကိုဗီဒီယိုမှတ်တမ်းလုပ်ထားမယ်တစ်ပိုင်းလုပ်လိုက်လို့ရှိရင် YouTube မှာတင်လို့ရတယ် social media တွေမှာတင်လို့ရတယ်အဲ့မှာနည်းနည်း follower တွေများလာပြီဆိုလို့ရှိရင်လည်းအဲ့ကနေလည်းဝင်ငွေရနိုင်တယ်ပေါ့နော်ဆိုအဲ့ဒီဟာကိုကျွန်တော်တို့ကသွားကျင်တာရွာမှာရှိတဲ့လူလည်းပါဝင်ရမယ်အင်တာနက်သုံးတဲ့လူလည်းပါဝင်ရမယ်အင်တာနက်ဆိုင်ဖွင့်ထားတဲ့လူလည်းပါဝင်လို့ရမယ်သတင်းသမားလည်းပါဝင်လို့ရမယ်နော်အကြောင်းဆရာလည်းပါဝင်လို့ရမယ်ဥပမာအကြောင်းဆရာတယောက်ဆိုသူတင်ကြကောင်းတင်နိုင်တယ်ဒါပေမဲ့သူ့မှာဟို chemistry ကိုနားမလည်တဲ့ဟိုလေ့လာနေတဲ့အကြောင်းသားလည်းရှိတယ်ဆိုတော့ तू ကတင်ကြသမားဒါပေမဲ့ तू ကဟို chemistry ကိုတင်ဖို့အတွက် AI ကိုသုံးလို့ရတယ် Amy AI ထဲမှာဟိုထည့်ထားလိုက် तू တင်မဲ့သင်ခန်းစာကိုထည့်ထားလိုက်ပြီဆိုလို့ရှိရင် Amy AI နဲ့ကျောင်းသားနဲ့ तू နဲ့အဲ့လိုမျိုး၃ယောက်ပေါ့နော်၃ဖွဲ့ပေါ့အဲ့လိုမျိုးသွားပြီးမှတင်ပေးလို့ရတယ်ကျောင်းသားလည်းအဆင်ပြေတယ်ဆရာလည်းအဆင်ပြေတယ်ပေါ့နော်ပြီးတော့ internet ဆိုင်တွေကလည်းအဆင်ပြေတယ်ပေါ့နော်ဒါမျိုးသုံးလို့ရတယ်ဒါမျိုးသွားလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်သွားကျင်တာဖြစ်တယ်နောက်ဆုံးနေကုန်းချုပ်ချင်တာတော့အနာဂတ်ဆိုဒီမှာပေါ့နော်အနာဂတ်ဆိုဒီမှာကျွန်တော်တို့အားလုံးအတူတကွတည်ဆောက်ရမယ့်အရာတစ်ခုဖြစ်တယ်နော်ကျွန်တော်တို့အနာဂတ်ဆိုတာပလုံဆိုမှအပေါ်ကနေကြာလာတာသူများတည်ဆောက်ပေးတာသူများလက်ဆောင်ပေးတာခုဆိုရင်ကျွန်တော်ဒီမိုကရေစီပေါ့ဒီမိုကရေစီဆိုတာကိုယူတည်ဆောက်ရတာတိုက်ရတယ်ကိုဟို craft လုပ်ရတယ်ပေါ့နော်ထွင်းရတယ်ပေါ့ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့အတူတကွခြေတက်ကြမယ်အတူတကွလှုပ်ကြမယ်ခံစား권ရှိလာလို့ရှိရင်အကျိုးမြတ်တွေရှိလာလို့ရှိရင်လည်းအတူတကွကျွန်တော်ခံစားကြမယ်နော်ဆိုအဲ့ဒါတော့ကျွန်တော် Amy AI ရဲ့movement ဖြစ်တယ်ဒီဟာ mission ဖြစ်တယ်ပေါ့နော်အားလုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုပြောတော့တဲ့ဟာတော်တော်လေးကောင်းတယ်ကျွန်တော်ဘုသူတအတိညာအတိပညာလည်းကျွန်တော်နိုင်ရသွားတယ်လို့ထင်တယ်ကျွန်တော်တောင်းရသွားတယ်ပေါ့နော်ဟုတ်ဆက်လက်ပြီးရတခြားအစီအစဉ်တွေမှာလည်းထပ်တွေ့မယ်လို့ကျွန်တော်ပြောနေပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါ